နေဇဝတသင်္ခါရဥပ္ပါဒဝယဓမ္မိနောဥပိစိတဝနိရောဇန္တိတေတံဥပတမောတုခောသင်္ခါရကံစေဥဟာကြောင့်လေပြတို့ပေါင်းကပြုမဖြစ်ပွားရသည့်ဒေဘုမကသင်္ခါရတရားတို့သည်အနိစ္စဝတ္တမမြဲကြတိကုံစတကားဥပ္ပါဒဝယဓမ္မိနောဖြစ်လျင်ပြတ်သုံးချုပ်ဆုံးရခြင်းသဘောရှိကြလေကုန်၏ဥပ္ပိစိတဝါအကြောင်းညီညွတ်တဲ့အခါဖြစ်ပေါ်လာကြကုန်ပြီး၍နိရောဇန္တိကြောင်းတရားတွေချွတ်ယွင်းပျက်စီးသွားတဲ့အခါချုပ်ပြောက်ပျက်စီးရိုးထုံးစံရှိကြလေကုန်၏ဒေသံတို့ယုံနာနှစ်သိင်းဖြစ်ခြင်းပြည့်ခြင်းတို့၏ဥပဒမောချုပ်ရာငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်အငြိမ့်တကြီးသည်ကဒုက္ခချမ်းသာတကားတို့ထက်အချမ်းသာဆုံးကြီးစင်စစ်အမှန်ပင်ဖြစ်ပါပေတော်တည်းမမြဲတာကိုနားလည်ပါဘာတရားဆုံးမမြဲတာကိုဉာဏ်နဲ့နားလည်ရတယ်ဉာဏ်ရှိတဲ့သူမှမမြဲခြင်းသဘောကိုနားလည်နိုင်လေမမြဲတာကိုနားလည်နိုင်တဲ့ဉာဏ်ပညာတကယ်ရရှိရင်ပိဋကကြီးတို့တောကအပူမီးတွေလောင်မြိုက်ခံရခြင်းမှတက်တာလေမမြဲခြင်းကိုမစင်ခြင်းနိုင်ရင်မစင်ခြင်းနိုင်တယ်လို့စိတ်ရဲ့သဘောကငါငါဟဆိုပြီးတော့ဥပါဒံလက်နဲ့တင်းတင်းဆွဲဆုပ်ထားမိတတ်တယ်ဘာကိုနားမလဲလို့ဒါကြောင့်အရာအလုံးဟာဖြစ်ပြီးရင်ပြတ်သွားလို့မမြဲဘူးဆိုတာကိုနားလည်ရမယ်ပါရပိတ္တိယုတ်ဤအစဉ်နုပြုခြင်းဟာကိုမြဲရလားယုတ်ဤအစဉ်နုပြုခြင်းကအိုမင်းနောက်ဆုံးရှိကြ၏ယုတ်ဤဘလောက်နုပြုလှပပေမဲ့လို့နောက်ဆုံးမှာအိုမင်းခြင်းနဲ့အဆုံးတတ်ရတာပဲမာရပိတ္တိဇီဝိထေလင်းသက်ရှင်ခြင်းကသေမင်းနောက်ဆုံးရှိကြ၏အသက်ရှင်နေတာကိုမြဲရလားမမြဲဘူးကျမ်းမာတာကိုမြဲရလားကျမ်းမာတာဟာလည်းယောဂရခြင်းမှဆုံးတာပါပဲဒါကြောင့်မမြဲတာကိုနားလည်ပါအတိတ်တန်တရားမှာကံဆုံးကြတဲ့သူတွေဟာဒီဘဝမှာကြုံကြသည်အတိတ်ရည်ဆက်ကုသိုလ်ကောင်းမှုကံကဆုံးခွင့်ပေးလိုက်တော့မဆုံးဘူးလားကံကုန်တော့ခွဲရတယ်ဒါဖြင့်တွေးဆုံခြင်းတွေကိုမြဲရလားမမြဲတာကိုနားလည်ပါမိငါဤသဗ္ဗေအလုံးစုံသောပြည့်ရဟိချစ်တဲ့သူတွေနဲ့မနာပိငါမျက်နှိုးရတဲ့သူတွေနဲ့နာနာဘာဝဝါနိုင်ငံရေးစီးပွားရေးပညာရေးစတဲ့ရေးအမျိုးမျိုးကြောင့်ရှင်ခွဲခွဲရခြင်းသည်၎င်းဝိနာဘာဝဝါငါကအရင်ဖြစ်စေသူကအရင်ဖြစ်စေတေခွဲခွဲရခြင်းသည်၎င်းဘဝိတ္တိတနေ့နေ့တွင်မလွဲမသွေဧကံမုတ်ချဖြစ်ကိုဖြစ်ရပေလိမ့်မည်ဣတိဧသောအဋ္ဌိယဝမိမပဲဖြစ်စေပုရိသေနဝယောက်ျားပဲဖြစ်စေကဟထေနဝအေယတိထောင်လူပေါင်းမှနေကြတဲ့လူသားတွေပဲဖြစ်စေပပစီတေနဝအေယမထောင်ယဟန်ပေါင်းမှနေကြတဲ့ယဟန်တို့တွေပဲဖြစ်စေအဘိနာအမျက်မပြတ်ပစ္စဝခေတပံကောင်းစွာမသွေစင်ခြင်းနှလုံးသွင်းပြီးတော့နေသင့်ပါတယ်လို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်သည်
ဩဝတိကရုဏာရှိရှုဆုံးမတော်မူခဲ့ပါပေတည်းတွေ့ဆုံခြင်းဟာမမြဲပါမြဲရဲ့လားမမြဲပါဘူးတွေ့ဆုံခြင်းဟာခွဲခွာခြင်းမှာအဆုံးသတ်ရတာဓမ္မတာပဲမှားရလားပြည်သက်ကြီးကိုချစ်တဲ့သားတွေသမီးတွေနဲ့ကောခွဲချိန်တန်ရင်ခွဲရတာပဲရှင်ခွဲလဲခွဲရတာတီခွဲလဲခွဲရတာပဲတဲ့ဘီရာပင်ကလေးတွေဟာမြစ်ပြင်မှာလှိုင်းနေပုတ်လို့ဆုံကြသည်လှိုင်းပုတ်လို့ပဲခွဲရသည်ပါရလားတတ္တဝါတွေဟာကံကတွေ့ဆုံခွင့်ပေးလို့ကြုံကြသည်ကံကုန်တော့ခွဲရသည်ဒါပဲလှိုင်းပုတ်လို့ပဲဗေဒပင်လေးတွေဟာမြစ်ပြင်မှာမဆုံဘူးလားအဲ့ဒီလှိုင်းပုတ်လို့ပဲဘာဖြစ်ရကံကတွေ့ခွင့်ပေးလိုက်လို့ဒီဘဝမှာမိဘနဲ့သာသမီညီကိုမောင်နှမဆွေမျိုးအပေါင်းအသင်းတငယ်ချင်းဆိုပြီးဆုံကြကြုံကြတာကံကတွေ့ဆုံခွင့်ပေးလိုက်တာအဲ့ဒီကံကပဲကုံလို့ခွဲခိုင်းတော့ခွဲရတာပဲတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလည်ပါတဲ့အဲ့ဒါနားလည်ရင်စိတ်သောကရောက်ရတာတိတ်တက်တာပိုင်ဆိုင်မှုတွေမမြဲပါဒီခန္ဓာကြီးကိုကပိဋကကြီးတို့မမြဲမှတော့ဒီခန္ဓာမိပြီးရရှိလာတဲ့စည်းစိမ်ဥစ္စာယာတုအာနာကိုမြဲရလားဒီခန္ဓာအမိပြုတ်ပြီးအထုတ်စည်းပူခဲ့တဲ့ကုသိုလ်ကံကြောင့်ကြုံကြဆုံကြတဲ့ချစ်တဲ့သူတွေနဲ့နေရတာကိုမြဲရလားဘာမှမမြဲဘူးမမြဲတာကိုနားလည်ပါနားမလည်ရင်ဘာဖြစ်တယ်လဲဆိုတော့တောကမီးတွေလောင်တယ်နှိစ္စတင်ညာဆိုတာမြဲတယ်လို့ထင်တာမန်အဖြစ်ရတဲ့လူတွေဟာတရားနှလုံးမသွင်းရင်ဒီသားဒီသမီးတွေဒီမိဒီဖေတွေနဲ့နေရတာအမြဲနေရမှာလို့ပဲထင်နေတာမြဲတယ်ထင်ကြသည်သူများစွာကဒီတိုင်းထင်တယ်မို့လားငါပိုင်ဆိုင်ထားတဲ့ဒီစည်းစိမ်ဥစ္စာဒီယာရုဒီအာနာကိုမြဲတယ်လို့ထင်နေတာဒီခန္ဓာရဲ့မမြဲပုံကိုပိဋကကြီးတို့အရင်ဆင်ခြင်ကြည့်ရမှာသင်္ခါရကံစိတ်ဟုဟာကြောင်းလေပြတို့ပေါင်းကပြုတ်မှဖြစ်ပွားရသည့်ဒီဘူမကသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဒီယုတ်နဲ့နံခန္ဓာကိုယ်ကမြဲရလားမမြဲဘူးမမြဲတာကိုနားမလဲတော့ဒါကြီးငါပိုင်နေပဲထင်နေတာငါခန္ဓာပဲထင်နေတာငါပစ္စည်းတွေငါဟာတွေလို့ပဲထင်နေတာဗျလက်ဆုပ်တင်းရင်အပူပြင်းမယ်လက်ဆုပ်တင်းရင်လက်ဆုပ်တင်းတယ်ဆိုတာမြဲတယ်လို့ထင်နေတာကိုပြောတာဟောဒီအမေဟောဒီအဖေနဲ့တစ်သက်လုံးငါနေရမယ်လို့မြဲတဲ့ထင်ရင်မမြဲတယ်ပြလိုက်တဲ့အခါဝမ်းနေရမယ်ဗျတကယ်တော့မြဲရလားတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလည်ပါကြိုးတင်ဆင်ခြင်ထားရင်စိတ်မှာတောကမီလောင်မြိုက်ခံရတာတက်တာလေအဲ့လိုမဟုတ်ရဲ့တော့ဖြင့်တချို့ဆိုမေ့ညှိုးသွားတဲ့အထိနှလုံးအိမ်မှာတောကအပူမီးတွေလောင်ရတယ်မြဲတယ်ထင်လို့ဘာထင်လို့လဲငါပိုင်ဆိုင်တဲ့ငါရဲ့စည်းစိမ်ဥစ္စာယာရုအာနာတွေငါကမြဲတယ်လို့ထင်နေရင်အဲ့ဓာတွေကတနေ့နေ့မှမြဲကြောင်းပြမလားမမြဲကြောင်းပြမလားကိုမြဲတယ်ထင်ပြီးလက်ဆုပ်ကတင်းတင်းကြီးဆုပ်ထားတယ်ဥပါဒံလက်ခေါ်တယ်ဘာလက်တုံးလက်ဆုပ်တင်းရင်
သူ့တဘာဝအမှန်ကမမြဲတော့ချိန်တန်တဲ့အခါမမြဲကြောင်းလည်းပြလိုက်ရောစည်းစိမ်ဥစ္စာမမြဲတာကြုံရတဲ့အခါစည်းစိမ်ဥစ္စာကြောင့်ပူပန်ရသည်ယာရုအာနာကမမြဲကြောင်းပြလိုက်တဲ့အခါမြဲတဲ့ထင်ပြီးတော့ဥပါဒံလက်ဆုပ်တွေတင်းကြတဲ့သူတွေလက်ဆုပ်တင်းရင်အပူပြင်းမယ်အဲ့ဒါနားလည်ထားအပူမပြင်းရင်ဗာလေးလျှော့ရတယ်ဗျဘဝခန္ဓာတာဝန်ခန္ဓာဝန်ထမ်းတဲ့ခါပါတော့ပရိသတ်ကြီးလူရယ်လို့ဖြစ်လာပါတော့စားရေးဆိုတာစင်ပြေအောင်တော့မကြိုးစားရဘူးလားကြိုးစားရပေါ်စားရေးတောက်ရေးမှစင်မပြေရင်လည်းပူပန်ရတယ်လေလူရယ်လို့ဖြစ်လာပါတော့ပရိသတ်ကြီးလူတော့သွားနေတာတင့်တော်တဲ့အဝတ်ကလေးတော့ဆင်ရအောင်မှာပေါ့အမိုးကရှိတဲ့နေစရာအိမ်လေးတော့ရှိရမှာပေါ့အဲ့ဒါတွေက fundamental needs အခြေခံကြတယ် basic need မရှိမဖြစ်ကိုအခြေခံကြလိုတဲ့ဟာတွေဖြစ်ပေးရတာအဲ့ဒါခန္ဓာဝန်ထမ်းနေတာဘယ်သာကြီးဘာဝန်ထမ်းနေတာတော့ခန္ဓာဝန်မဖြစ်လို့ထမ်းနေရတယ်ဆိုတာနားလည်ထားအဲ့ဒါကိုခန္ဓာဝန်ထမ်းတယ်လို့မမြင်ရင်ပိဋကကြီးလိုအပ်တာထက်ပူပြီးမှလောဘကခိုင်းရင်ခိုင်းတယ်လို့မြဲမဲထင်ပြီးတော့ရှားတယ်ရလာတဲ့အရာတွေကိုငါဟာလို့သိမ့်ပိုက်ပြီးတော့ဥပါဒံလက်ဆုပ်တွေပြင်းကြတယ်ဗျဘာကိုနားမလဲလို့လက်ဆုပ်တင်းရင်ဒီခန္ဓာရလာတာဟာကိုကပိဋကကြီးတို့ရေရအောင်ဖန်တီးပြီးတော့မှဆူတောင်းယူလိုက်တာမဟုတ်ဘူးအကြောင်းရှိလို့အကျိုးကိုရတာအကြောင်းတရားကဒီခန္ဓာကိုပိုင်တာဒီခန္ဓာငါပိုင်တာဟုတ်ရဲ့လားရုပ်တရားလည်းငါမပိုင်ဘူးနာမ်တရားလည်းကြောင်းတရားတွေကပိုင်တာဒီခန္ဓာကိုယ်ကြီးဟောဒီလိုမတ်ရပ်ပြီးနေနိုင်အောင်ထောက်ပံ့ထားတဲ့အကြောင်းတရား၄ပါးရှိတယ်ဒါကြီးဘယ်နှမျိုးကံရယ်စိတ်ရယ်ဥတုရယ်အာဟာရရယ်ဘယ်နှမျိုးလဲကံဆိုတာတော့အတိတ်ကံပေါ့အတိတ်ကုသိုလ်ကံကြောင့်ခင်ဗျားတို့ကျွတ်တို့အခုလူဘဝရထားကြအတိတ်ကုသိုလ်ကံကအသက်ရှည်ကြောင်းကောင်းမှုကံတွေမြင်ရခဲ့ရင်အသက်ရှည်တဲ့အကျိုးကိုရမယ်အတိတ်ကုသိုလ်ကံကအသက်ရှည်ကြောင်းကောင်းမှုတွေနေခဲ့ရင်အသက်တူကြောင်းမကောင်းမှုတွေမြင်ရခဲ့ရင်အသက်တူတဲ့ဘဝကိုကြုံရမယ်အကြောင်းရှိသလိုအကျိုးဖြစ်တာအကြောင်းချုပ်ရင်အကျိုးလည်းချုပ်တာမမြဲတာကိုနားလဲပါဘာမှကိုမမြဲတာဗျတွေ့ဆုံခြင်းလည်းမမြဲပါပိုင်ဆိုင်ခြင်းလည်းမမြဲပါယုတ်နံခန္ဓာမမြဲပါအဲ့ဒီအတိတ်ကကံကြောင့်ဖြစ်နေတဲ့ယုတ်တွေလည်းဒီမှာကမ္မဇယုတ်တွေဖြစ်အတိတ်ဖြစ်ကံကြောင့်ဖြစ်တဲ့ယုတ်ဘာကြောင့်ဖြစ်တာတော့ဒါကြောင့်ဒီအတိတ်ကုသိုလ်ကံလေးကြောင့်ဆက်လက်ပြီးယုတ်တွေအတိတ်ဖြစ်ပေါ်နေတာတာရှည်ဖို့ရကုသိုလ်ကံလေးဆင်းရတယ်။ဘာဆင်းရလို့မွေးနေ့ကောင်းမှုလုပ်တယ်ဆိုတာအဲ့ဒါပဲအတိတ်ကကုသိုလ်ကံကြောင့်လူဘဝရလာတဲ့နေ့မှာမမေ့မလျော့နဲ့ကုသိုလ်တွေထပ်ဆင့်ပြုတာမွေးနေ့ကုသိုလ်ဆိုတာအဲ့ဒါပဲကံဆင့်တာခေါ်တယ်ဒေသကြီးပါဆင့်တာအဲ့တော့ကုသိုလ်ကံရဲ့တက်တန်းရှည်တာပေါ့အဲ့တော့ကံကြောင့်ဖြစ်တဲ့ယုတ်တရားလည်းဆက်လက်ပြီးဖြစ်ပေါ်ရှင်သန်ပြီးအသက်ရှည်ရပြီးတော့စိတ်တဇယုတ်ဆိုစိတ်ကြောင့်လည်းယုတ်တရားဖြစ်နေတာစိတ်ပူလွန်းရင်ယုတ်ပူတွေဖြစ်မှာပဲလူတယောက်မျက်နှာကြည့်လိုက်စိတ်ပူရင်သူ့မျက်နှာကြီးရဲ့လေအပူမျက်နှာကြီးမှန်ရဲ့လားတချို့ကြည့်လိုက်ရင်မျက်နှာအမြဲတမ်းတစ်ခုခုတွေးပြီးပူးနေတယ်အပူမျက်နှာတွေ
စိတ်ကိုမသိလို့ဘာကိုမသိလို့စိတ်ကလေးကြည်နေရင်မျက်နှာလည်းစိတ်ကလေးအေးနေရင်မျက်နှာလည်းစိတ်ကလေးတည်ငြိမ်နေရင်မျက်နှာလည်းစိတ်ကြောင့်ဖြစ်တဲ့ယုတ်စိတ်ကြောင့်လည်းယုတ်တရားအဲ့စိတ်ရဲ့အခြေအနေတိုင်းမှာဖြစ်ပေါ်နေတယ်ဒီယုတ်တရားကြီးဘိုင်းကနေလဲမသွားအောင်ထောက်ပံ့ပေးထားတာဟာကံရဲ့စိတ်ရဲ့ပြီးတော့ဥဒုပြင်ပကဥဒုတွေရှိတယ်အတွင်းကဥဒုအပူအေးတွေရှိတယ်ဒါကြောင့်တချို့ဥပမာနေပူစခါတဲ့ပါပြင်ပန်းပန်းနဲ့အလုပ်လုပ်ရတယ်ငကိုယ်တော့သူ့မှာတော့ချမ်းချမ်းသာသာနဲ့မိဘနှစ်ပါးရဲ့အရေးအာဝါဒအောက်မှာနေရစဉ်တုန်းကမိဘတွေချမ်းသာတယ်ဆိုတော့ခြေမွေးမိမလောင်လဲမွေးမိမလောင်ပေါ့စိဘာဥစ္စာယောပါလာလို့ဖြစ်ဖြစ်အိမ်တော်ကြသွားလို့ဖြစ်ဖြစ်ဘဝကိုရုန်းကန်ရပြီဆိုကြုံတယ်လို့ရုန်းကန်နေပူထဲမှာအလုပ်လုပ်ရတာကငကိုယ်တော့ဖြူနေတဲ့သားလေးရပါဖြစ်ဥတုဇာယောဥတုအတိုင်းရုပ်တရားလည်းဖြစ်တယ်အဲ့ဒီလိုအတစ်ဖြစ်နေတာအဲ့တော့စားတဲ့တောက်တဲ့အစားတောက်တွေကြောင့်လည်းပဲနေ့တိုင်းရုပ်တွေအတစ်မဖြစ်ဘူးလားအာဟာရဇယုတ်ဒီယုတ်ကြီးဘိုင်းကနေလဲမသွားအောင်ထောက်ပံ့ပေးထားတာအဲ့ဒီအကြောင်းတရား၄ပါးဘယ်နှပါတော့ကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့လူဘဝမှာရခဲ့တဲ့လူဘဝမှာအသက်ကိုရှည်ရှည်လေးတည်ပြီးတော့ကုသိုလ်ကောင်းမှုတွေများများစုပြီးအောင်ပြုတ်တိုင်ဖို့ဆိုရင်ဒီတရားတွေရုပ်ဖြစ်ကြောင်းတရားတွေနားလည်ပြီးတော့မှရှင်းကျင်နေတတ်ရတာပေါ့ကံတရားကိုလည်းခုနလိုမွေးနေ့မှာကုသိုလ်ပြုပြီးဆင့်ပေးရတယ်စိတ်ဓာတ်ကလေးကိုလည်းအပူတောကတွေမလောင်အောင်တရားလေးနဲ့နှလုံးသွင်းပြီးထိမ့်တတ်ရတယ်စိတ်ပူနေပြီဆိုရင်ဘာတွေတွေးနေသလဲလို့စိတ်ကိုပြန်ကြည့်ရတယ်ပူစရာတွေးတော့မပူဘူးလားပူစရာမတွေးဘဲနဲ့စိတ်ကလေးကိုအေးနေအောင်ပစ္စုပန်အလုံးလုံးနေရင်ဒီအလုပ်ထဲမှာစိတ်ကလေးငြိမ်နေအောင်ထိမှုလေးတွေသိပြီးတော့ဦးဇင်းလက်ဆွဲတစ်ခုရှိတယ်ယူမလားစိတ်အေးချောင်းတရားလေးရှိတယ်ဘဝဆိုတာတော့ပူစရာတွေကတွေ့မှာပဲဘဝဆိုတာဒုက္ခလေဒုက္ခဖြစ်တဲ့ဘဝကိုရထားမှတော့ဒုက္ခဟာရှောင်လို့လွတ်မလားတောကပေါ်တဲ့လောကတော်မှာမောဟတွေထူပြောနေရင်တော့ဘဝအမောတွေရင်ဆိုင်ရမည်မှန်ရလားတရားလေးတစ်ခုတော့လက်ကင်ထားမှယူမလားပါဇတ်ထဲရင်ပါသွားလို့မရဘူးလိုက်ဆိုထီတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်း၏ထီတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်း၏ရမလားသုံးခေါက်ဆိုတိတိတတိအမြဲရှိအောင်ကြိုးစားရှုမှတ်တာကအကြောင်းတရားနှလုံးစိတ်ဝမ်းငြိမ်းချမ်းတာကအကျိုးတရားအကြောင်းကောင်းရင်အကျိုးကောင်းတာပဲကိုယ်စိတ်ကလေးမပူပန်အောင်စိတ်တစရုပ်တရားလည်းကိုယ်မျက်နှာကြီးပူလောင်တဲ့မျက်နှာကြီးဖြစ်မနေအောင်ဆိုရင်အဲ့ဒါနဲ့နေရစိတ်ပူစရာတွေဘဝမှာတွေ့လာပြီးကြုံလာပြီးဆိုရင်စိတ်ကအဲ့ပူစရာကြီးပြဿနာကြီးအရှင်မပြေတာကြီးကိုမေ့ကိုမမေ့နိုင်ဖြစ်တယ်စိတ်ရဲ့သဘောကလေရှင်ပြေတာဆိုမေ့ထားလို့ရသေးတယ်အရှင်မပြေတဲ့ကိစ္စများဆိုမေ့လို့မရဘူးတွေးနေတာပဲသွားလဲဒီအတွေးစားလဲဒီအတွေးတွေးတဲ့အတွေးကအေးစရာလားပူစရာလားဆိုတော့ပူစရာတွေးလို့စိတ်ပူသည်မတွေးရင်
မပူဘူးထိမှုဟာဝင်လေထွက်လေလိုပဲဝင်လေထွက်လေအမြဲတမ်းမသေးမချင်းရှိနေတယ်လို့ပဲထိမှုကလည်းဘေးတဲ့ရထိုင်နေတော့မရှိဘူးလားလမ်းသွားတော့လေအလုတ်လုတ်တော့လေတုံးလုံးလဲလေလျောင်းထိုင်ရသွားဣရိယာပုတ်၄ပါးလုံးမှာထိမှုကတော့မရှိဘူးလားတိမှုမရှိတာခက်သည်တိမှုကမပါဘူးမပါတော့လမ်းသွားနေတဲ့ခါမှာထိမှုရှိပါရဲ့နဲ့တိမှုမလိုက်တာဘာကြောင့်လို့ဆိုလမ်းသွားရင်နဲ့တွေ့နေတယ်စိတ်ကလမ်းသွားရင်နဲ့ဘာလုပ်နေတွေးနေတယ်တွေးတာဟာပူစရာဆိုရင်အဲ့ဒီစိတ်ပါဖြစ်မယ်စိတ်တွေပူလောင်ရင်ရုပ်တွေလည်းပူလောင်မှာပဲစိတ်အေးအောင်နေတတ်ဖို့ဘဝမှာအရေးအကြီးဆုံးပဲဒီထက်အရေးကြီးတာဘာမှမရှိအဲ့ဒါမသိရင်ပတ်စံရှိလဲစိတ်အေးအောင်နေလို့ယာတို့မြင့်လဲတောကကင်းအောင်နေလို့မမြဲတာကိုနားလဲပါနားလဲဖို့ဆိုရင်အဲ့ဒါလိုတယ်ဗျရှုပ်ထွေးနေတဲ့စိတ်ဟာ understanding power မရှိဘူးဘယ်သက်ကြည့်လို့အတွေးတွေနဲ့ရှုပ်ထွေးနေတဲ့စိတ်ဟာနားလဲမှု power မရှိဘူးစိတ်ရဲ့ understanding power မြင့်တင်ဖို့ဆိုလို့ရှိရင်အတွေးတွေလျှော့ရမယ်ဘာတွေလျှော့အတွေးတွေယော့သွားရင်စိတ်ကပေါ့သွားတယ်ဒါဖြင့်စိတ်လေးနေတာဘာတွေကြောင့်လေးတယ်ငါစိတ်တွေလေးတယ်ဒီစိတ်တွေညစ်တယ်ပူတယ်တဲ့ညီးနေကြစိတ်ပေါ့ကြောင်းစိတ်အေးကြောင်းစိတ်ကြည်ကြောင်းတရားပေးမယ်ဆိုတကယ်မယူဘူးအဲ့တော့လက်တွေ့လှုပ်ကြည့်ပေါ့အခုထိုင်နေတော့ထိနေတာရှိဘူးလားထိုင်တော့ထိနေတာလေရှိတယ်မနေ့တော့ထိတယ်လားခုထိတယ်မနှက်ပြန်ကြမှာထိမှလားခုထိတယ်ထိမှုနောက်ကတိမှုလိုက်အဲ့ထိတာလေးကိုစိတ်ကလေးလှမ်းပြီးတိလို့မရဘူးလားထိတာလေးကိုတိနေရင်စိတ်ကလေးကပစ္စုပန်မှာမနေဘူးလားပစ္စုပန်မှာနေတော့တိတ်ကိုတွေးတာနဲမသွားဘူးလားအနာဂတ်ပြေးတာတွေနဲမသွားဘူးလားနဲသွားတယ်ပစ္စုပန်မှာနေတဲ့စိတ်ဟာအေးပါသည်ပစ္စုပန်မှာနေတဲ့စိတ်ဟာအေးပါသည်စိတ်ကလေးအေးခြင်းရင်ဘယ်မှာနေရမယ်အတိတ်မှာမနေနဲ့အတိတ်ကပူစရာတွေကိုတွေးနေရင်အဲ့ဒီစိတ်ဟာအတိတ်မှာနေတာဗျအနာဂတ်ကိုတွေးပြီးတော့ပြန်လည်ပူပန်ဒုက္ခတွေရောက်နေရင်အဲ့ဒီစိတ်ဟာအနာဂတ်မှာမှန်ရလားပစ္စုပန်ထိမှုလေးတွေကိုရသလောက်ကြိုးစားအားထုတ်ရှုမှတ်တတိယတိုင်းရတိုင်းစိတ်တွေးတွေပြန်ကြည့်စိတ်ကအခုဘာတွေတွေးတယ်လဲဘသူအကြောင်းတွေးတယ်လဲဘယ်အကြောင်းအရာဘယ်ကိစ္စဘယ်အာယုံကဒီစိတ်ကိုကျိုးနဲ့တုတ်တလာရောက်ပြီးလွှမ်းမိုးရစ်ပတ်နှောင်ဖွဲ့ထားတယ်လဲအဲ့ဒီအတွေးတွေကမြင်ရလားဒီလိုတွေးတော့ဘယ်လိုခံစားချက်ဖြစ်တယ်လဲဟိုလိုတွေးတော့ဘယ်လိုခံစားချက်ဖြစ်တယ်လဲ we have to be mindful of our mind and thoughts စိတ်နဲ့အတွေးကိုသိနေပါဘာနဲ့ဘာကိုသိဘဝမှာပြဿနာခက်ခဲဆိုတာကတော့လူတိုင်းရှောင်လို့မလွတ်ဘူးအဲ့ဒါတွေကိုရင်ဆိုင်တဲ့အခါမှာတရားသိတဲ့သူတရားရှိတဲ့သူကအေးလေးရင်ဆိုင်သွားတယ်တရားမသိတဲ့သူတရားမရှိတဲ့သူတော့ဗရာမြေလူးသွားတာပဲအပူမျက်နှာသူ့မျက်နှာကြည့်လိုက်ရင်ကိုဘာဖြစ်နေပူနေတယ်သူစိတ်ကဘာဖြစ်လို့စိတ်ပူရင်ရုပ်တည်ပူတာပဲစိတ်အေးရင်ရုပ်လဲအေးတယ်စိတ်ငြိမ်ရင်ရုပ်လဲငြိမ်မယ်ဗျဒါကိုလူတိုင်းနားလဲသဘောပေါက်ဖို့ဟာဒီနေ့အရေးကြီးဆုံးပဲအဲ့ဒါနားလဲအောင်မလုပ်ကြလို့ပဲအိမ်တိုင်းဆူပွက်နေတာနေရာတိုင်းမှာမတရားမှုတွေများနေတာဘာကိုနားမလဲလို့စိတ်ကိုနားမလဲလို့စိတ်ကိုသိရင်ဒီစိတ်အတွေးတွေဟာလဲမြဲတာတွေ့မှလားမမြဲတာတွေ့မှအတွေးလေးတစ်ခုကဖြစ်ပြီးဖြစ်ပေါ်ပြီးပြောင်းစိတ်ချမ်းသာမှုလေးကလည်းဖြစ်ပြီးဖြစ်တာပေါ်ပြီး
ဝမ်းနေတဲ့အတွေးလေးကလည်းတွေးပြီးတော့တိလိုက်ရင်ဖြစ်ပြီးမမြဲတာကိုနားလဲပါနားလဲဖို့ရာဉာဏ်ပညာလိုသည်နားလဲဖို့ဘာလိုလဲဉာဏ်ရှင်ဖို့ဟာတတိဝင်ဖို့လိုပါသည်တတိရှိမှပါရှင်တယ်ထေတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်း၏ဘဝမှာပူဇော်တော့ကတွေ့လေအဲ့ဒီလူကအာကိုလေးရှိသွားပြီတို့မှလက်ကင်တရားလေးရှိသွားပြီပြဿနာကိစ္စဖြစ်တာကစိတ်မချမ်းမြေ့စရာကြုံရတာကဘေးတကြီးအချိန်ပိုင်းလေးပါပြဿနာဖြစ်တာကအကြာကြီးမဟုတ်ဘူးခဏလေးဖြစ်လိုက်တာဒါပေမဲ့စိတ်ကအဲ့ဒါပြန်တွေးနေတာကတရက်နဲ့လည်းမပြီးဘူးနှစ်ရက်နဲ့လည်းမပြီးဘူးသွားတဲ့အချိန်နဲ့ဒါမေ့ထားလို့မရဘူးသမင်းစားချိန်လည်းမေ့ထားလို့မရဘူးညအိတ်ချိန်လူကတော့အိတ်ရတဲ့ရောက်နေပြီစိတ်ကမအိတ်ဘူးဘာလုံးနေတော့အိတ်ရတဲ့လည်းတွေးနေတယ်တွေးတာဟာအေးစရာဆိုတော်သေးရဲ့တွေးတာကပူစရာကြီးဆိုအိတ်မပြောခင်တစ်လျှောက်လုံးဘာဖြစ်လဲစိတ်ပူရင်ရုပ်တွေလည်းပူတာပဲအဲ့ဒီအပူတဲ့နဲ့သွားကြရင်သူ့နှုတ်ကထွက်လာတဲ့စကားတွေကလည်းအေးတဲ့စကားတွေလားပူတဲ့စကားတွေလားလူတွေလေဒါတွေသတိပဋ္ဌာန်တရားကိုကျင့်သုံးပြီးတော့ကိုယ့်ဘာသာကိုစိတ်အေးချမ်းအောင်နေတတ်ရင်ကိုပတ်ဝန်းကျင်ကြီးကိုအေးချမ်းမှုဒါနတွေပြုပြီးသားဖြစ်သွားတယ်လူတွေသူများကိုစိတ်ဆင်းအောင်လုပ်တယ်ဆိုတာကိုယ်စိတ်မချမ်းသာလို့ကိုတရားလေးနဲ့ကိုစိတ်ထဲမှာအေးချမ်းအောင်တိဆောက်ပြီးနေနိုင်တဲ့သူဟာသူ့ကိုယ်သူစိတ်ချမ်းသာအောင်နေတတ်မှာတော့သူများသူစိတ်ဆင်းအောင်လုပ်เสียလိုသေးလားသတိထားကြည့်ပါသူများကိုစိတ်ဆင်းရဲအောင်လုပ်မိပြောမိသွားတဲ့အချိန်မှာတည်တည်ချာချာသတိထားကြည့်ပါကိုယ်စိတ်ကဘာဖြစ်နေလဲဆင်းရဲနေပြီကိုယ်စိတ်ဆင်းရဲလို့သူများကိုဆင်းရဲအောင်လုပ်ကြတာဒါကြောင့်လူတူရင်မိမိစိတ်ကလေးမိမိဒီလိုတတိပဋ္ဌာန်တရားတွေကျင့်သုံးပြီးချမ်းသာအောင်ထားတတ်ဖို့မလိုဘူးလားအဲ့ဒါတွေနီလံပေးဖို့ဦးဇင်းတို့အခုရိတ်တာတီထောင်နေတာပါနော်အခုအစာအုပ်လေးတွေတော်တော်လေးတော့ပြီးနေပါပြီဓမ္မယုံကြီးကတော့လုံးပန်းရအောင်ပါဓမ္မယုံကသိန်း2000ကျော်တော့ကုန်ပါအခုသိန်း50တူဖားကငါပေါ်လာခဲ့တယ်အခုကချင်ပြည်နယ်ခရီးစဉ်နောက်မမ်းမြို့စီကဖယားကန်းတာယာကပေါ်သွားပြီပြီးတော့ပတ်ကိခင်းဖို့တကလည်းပေါ်သွားပြီအခုတန်ပင်တွေဝယ်ထားပြီအဲ့ဒါကြီးဦးဇင်းတို့အခါမတိုင်ခင်များခုံပတ်မိနိုင်မလားလို့ကြိုးစားအထုတ်နေပါတယ်အဲ့ဒါကြီးပြီးသွားရင်ကလေးတွေလည်းငယ်ငယ်တဲ့အကြောင်းသူကျောင်းသားဘဝကလေးက how to practice to understand our mind မိမိစိတ်ကိုသိဖို့ရဘယ်လိုကျင့်မလဲဖျားသည်စိတ်ကိုသိမြင်နားလည်စေနိုင်မဲ့နိလန်းတွေဘလို့ပေးခဲ့တယ်လေအဲ့ဒါတွေပြိတ္တကြီးတို့ငယ်ငယ်ကလေးကသိဖို့လိုတယ်ဒါကြောင့်ကလေးတွေစိတ်အေးအောင်သူတို့နေတတ်ပြီဆိုရင်ခင်ဗျားတို့လူကြီးတွေကိုနဘူးနဇာမတိုက်တော့ပါဘူးသူတို့နဘူးနဇာတိုက်ပြီးတော့မိဘတွေလည်းစိတ်ပူနေရတာဟာစိတ်ကိုမသိလို့ပဲမှားရပြိတ္တကြီးစိတ်ကိုဒီလိုကျင့်စဉ်လေးတစ်ခုလက်ကင်ထားလိုက်ရင်ဘလောက်ပူစရာတွေ့အဲ့လိုကသူများလိုပူကြောမရှိဘူးပုထုဇဉ်ကိုမပူပဲမနေနိုင်ရင်ပူလိုက်တယ်ဒါပေမဲ့ပူစရာကိုစိတ်ကတွေးနေရင်စိတ်ကိုပြန်ကြည့်တဲ့အလေးကျင့်လုပ်တဲ့သူဟောပူနေပြီစိတ်ပူနေပြီစိတ်ပြန်ကြည့်လိုက်တော့စိတ်ကဘာဖြစ်နေဘာဖြစ်လို့ပူပါလိမ့်ဆိုတော့တေချာကြည့်လိုက်တော့ပူစရာတွေတွေးနေတာကိုလူများစွာဟာ they can't stop their thoughts အတွေးတွေကိုရပ်လို့မရနိုင်အောင်ဖြစ်နေတယ်အဲ့တော့ဒီကျင့်စဉ်လေးရှိထားတဲ့သူကစိတ်တွေသိပ်ရှုပ်လာရင်အတွေးတွေသိပ်ပြားလာရင်အဲ့ဒါလေးကြိုးစားပြီးနေလိုက်တန်းသွားလဲမြန်မြန်မသွားတော့ဘူးသမင်းစားလဲကြပြားကြရာကြီးမစားတော့အဲ့လိုတိမှုနောက်ကတိမှုလေးတွေလိုက်နိုင်အောင်ဝီရိယလေးစိုက်တတိကရှုမှတ်ပြီးနေလိုက်ရင်သူစိတ်ကမကြာဘူးပိဿုပန်မှာပြန်နေလာပိဿုပန်မှာနေတဲ့စိတ်ကမအေးဘူးလားအတိတ်ကိုတွေးရင်မအေးပါတိတ်ကလည်းမအေးစရာတွေများတာကိုမှားရတာပြိဿကြီး
အနာဂတ်ကိုပြေးပြီးတော့တွေးနေရမချမ်းသာပါပစ္စုပန်မှနေတဲ့စိတ်ဟာချမ်းသာပါသည်အဲ့ဒါပိဋကကြီးသူများလှုပ်ပေးလို့ရမလားဒါကြောင့်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကြည်လင်စေဖို့ဆိုရင်စိတ်ကလည်းဘာဖြစ်ကြည်လင်နေရမယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေအေးဖို့ဆိုရင်စိတ်ကလည်းအေးနေရမှာပိဋကရုပ်မျက်နှာကြီးမညစ်ဖို့ဆိုရင်စိတ်ကလည်းမညစ်ပဲကြည်နေမှာစိတ်ကိုကြည်အောင်သူများထားပေးလို့ရမလားမရပါဘူးအဲ့ဒါနားလည်ကြအဲ့ဒါနားလည်ရင်ဒုဘဝမှာသာသနာနဲ့ကြုံတော့လူဖြစ်တော့တကယ်လို့အမှဘာလဲဆိုတာသိလာလိမ့်မယ်ဝိပဿနာမမြဲတာကိုနားလည်ပါအဲ့ဒါကိုနားလည်တာဝိပဿနာဘာပါလဲအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေစိတ်ကလေးကိုအေးအောင်ထားတတ်ရင်ပိုအသက်ရှည်မှာသိကြတယ်စိတ်ပူရင်ဒီရုပ်တရားကလည်းပူတယ်နှလုံးသားတွေလည်းပူတယ်ခဏခဏပူလောင်နေတဲ့မီးလောင်ခံရတဲ့နှလုံးသားဟာကြွားမှာပေါ့အသက်တိုးမလားရှည်မလားဒါပဲအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကြည်အောင်စိတ်ကလေးကြည်အောင်ထားတဲ့နည်းတွေသင်ယူပါနာကြပါလေ့ကျင့်ပါဟုတ်ပြီလားဥတုနဲ့ပတ်သက်လို့လည်းမိမိခန္ဓာကအေးတဲ့ဥတုမှာမျှတသလားပူတဲ့ဥတုမှာမျှတသလားဆိုတော့ကိုယ့်ကိုယ်ဆင်ခြင်ရတာပဲဦးဇင်းတို့ဆိုလို့ရှိရင်အလယ်ပိုင်းဇာတိဖြစ်တော့မကွေးတိုင်းပင်ဘူးစကုဆိုတော့ပူတယ်လေငယ်ငယ်တည်းကအပူဒဏ်ခံရတော့အပူဒဏ်ကိုခံနိုင်ရှိတယ်တိတ်အေးတဲ့အေးဒဏ်ဆိုခံနိုင်မရှိဘူးအဲ့တော့ဒီခန္ဓာဟာအေးနဲ့မတည့်တဲ့ခန္ဓာကိုအေးတဲ့နေရာကြာကြာထားရင် तू အသက်တိုးမလားရှည်မလားညံလေအသက်ပါဆောင်ဥစ္စာပါဆောင်ဒါပြောတာဥတုလေးကိုလည်းပြင်ပြီးတော့နေနိုင်ရတာအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှင်သန်ပြီးတော့နေဖို့ဆိုရင်အာဟာရလည်းကိုယ်နဲ့တဲ့တာမတဲ့တာညံနဲ့ရွေးချယ်စားတော့တတ်ဖို့မလိုဘူးလားဒီခန္ဓာကြီးဘိုင်းကနေလဲမသွားတာအဲ့ဒီအကြောင်းလေးပါထောက်ပံ့ထားလို့တဲ့နေကြည့်လိုက်ပါလားအစာမစားပဲလည်းနဲ့နေတော့မလဲနိုင်ဘူးလားဘိုင်းကနေလဲသွားပါဒါဖြစ်ရင်ဒီခန္ဓာကြီးတောင့်တင်းနေတာငါဆိုတဲ့အတ္တကြောင့်လားဒီအကြောင်းတရားတွေကြောင့်လားကံရဲ့စိတ်ရဲ့ဥရုရဲ့အာဟာရရဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်နေတဲ့ရုပ်ခန္ဓာဟာအကြောင်းတရားချုပ်ရင်ချုပ်မှာပဲချုပ်မှာပဲဟုတ်ပြီလားပြည်သက်ကြီးတတ်နိုင်တဲ့လောက်တော့ကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားဖို့ဝိပဿနာအားထုတ်ဖို့ရာဒီခန္ဓာကျမ်းမာရေးကောင်းအောင်ကတော့အဲ့၄မျိုးကိုပြုပြင်နေရတာကံလည်းဆင့်မှာမွေးနေမှာပါဆင့်စိတ်ဓာတ်ကိုလည်းအေးချမ်းအောင်တတိပဋ္ဌာန်တရားနဲ့ပြုပြင်နေထိုင်တတ်ရင်အသက်မရှည်နိုင်ဘူးလားဥတုလည်းဉာဏ်နဲ့ရွေးချယ်ပြီးတော့ခန္ဓာနဲ့တင့်တော်မြတ်တာအောင်ထားတဲ့ရင်ဒီခန္ဓာရှည်ရှည်ကြာကြာနေမှာပေါ့ဘလောက်ထားထားနောက်ဆုံးတော့မွေးလာပြီးရင်ဖြစ်လာပြီးရင်သင်္ခါရကံစိတ်ဥဟာကြောင်းလေပြတို့ပေါင်းကပြုမှဖြစ်ပွားရာသည့်ဒီဘုမကယုံနံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဥပ္ပါဒဝယဓမ္မိနောဖြစ်လျင်ပြတ်သုံးချုပ်ဆုံးရခြင်းသဘောရှိကြလေကုန်စွာတကားဥပ္ပိစိတ်တဝါအကြောင်းညီညွတ်တဲ့အခါမှာဖြစ်ပေါ်လာပြီး၍နိရောဇန်ဒီအကြောင်းတရားတွေကုံဆုံးသွားတဲ့အခါချုပ်ပြောက်ပျက်ဆုံးပျက်စီးဆုံးရှုံးရသဘောရှိကြလေကုန်၏ဒေသံတော်ယုံနာနှစ်သိန်းဖြစ်ချင်းပြက်ချင်းတို့ဤဝုပသမောချုပ်ရငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ငြိမ်းတတ်ကြည်ဒီကဒုက္ခချမ်းသာတကားရုထေချမ်းသာဆုံးကြီးစင်စစ်အမှန်ပဲဖြစ်ပါပေတော်တည်းအဲ့တော့ဒီယုတ်တရားကြီးမမရက်နေသေးတာဟာပိဋကကြီးငါရက်ချင်လို့တကယ်ရက်နေတာဟုတ်ရဲ့လားကြောင်းတရားတွေရှိလို့ကျိုးတရားဖြစ်နေတာဗျဒါဖြင့်ဒီယုတ်ကိုငါပိုင်မပိုင်မပိုင်ပါဘူးပိဋကကြီးအတိတ်ကုသိုလ်ကံကမင်းသေတော့ဆိုသေရတာပဲ
တော်ပြီမင်းလူဘဝသက်50ပဲနေဆိုတစိတ်ခတ်လိုက်ပြီးသားမွေးလာကြတဲ့ပိဿကြီးမရဏတစိတ်ကခတ်လိုက်ပြီးသားမမြဲတာကိုနားလေပါနားလေဖို့ရာတိညာလိုတယ်ဘာလို့လဲအတိညာရှင်ဖို့ရာတတိရှိဖို့လိုပါသည်တတိရှိရင်ဉာဏ်ရှင်တယ်တတိရှိရင်ဉာဏ်ရှင်ရင်အဲ့ဒါကိုနားလေတယ်နားလေရင်လက်စုပ်ကလေးတွေလျှော့လို့ရတယ်ငါအမေငါအဖေဆိုတဲ့အစွဲတွေရော့မယ်ငါသားငါသမီးငါပစ္စည်းငါယာရုငါအာနာဆိုတဲ့အစွဲတွေရော့မယ်လက်စုပ်တင်းရင်တော့အပူပြင်းမှာပဲဘသူဖြစ်ဖြစ်တရားကတရားပဲမှားရလားပြိတ္တကြီးအဲ့တော့ဩဒီခန္ဓာကြီးကတကယ်တော့ငါပိုင်တာပဲမှာဟုတ်လို့လေရုပ်တရားလည်းငါမပိုင်ဘူးခုနအကြောင်းတရားတွေကပိုင်တာကံကဖြတ်လိုက်တာနဲ့သွားပြီတော့ခွဲတော့ဟုတ်ပြီလားပြိတ္တကြီးစိတ်ဓာတ်တွေကျသွားတာနဲ့ရုပ်ကလည်းပုံကျသွားနိုင်တယ်ဥတုပြင်းတာနဲ့ပြိတ္တကြီးတို့သိနိုင်တယ်ဥတုဇရုပ်ဒီရုပ်ဥတုကပိုင်ထားတာဒါကိုငါဟာလုံနေတော့လက်စုပ်တင်းရင်ဒီခန္ဓာတကယ်တော့ကိုပိုင်ရလားပိုင်ပါဘူးအေးလွန်သွားတဲ့အခါတက်ကြီးတဲ့သူတွေကြက်ပြီးသေတတ်တာပဲအပူလွန်လို့ရင်လည်းပြည့်တဲ့ကြီးမခံနိုင်ဘူးရုပ်ကအဲ့တော့ကိုတကယ်ပိုင်ရလားမမြဲတာကိုနားလဲပါနားလဲရင်စိတ်ပူရာသက်သာမယ်ဗျမှားရလားပြည့်တဲ့ကြီးအဲ့ကြောင့်တရား၄ပါးပိုင်တာပါခုချက်ချင်းအစားမကြည့်ပါလားသေတို့ရှိတဲ့သူတွေအုံတို့ခောက်ဆွဲဆိုင်သေသွားတာမနေဘူးပဲအာဟာရကပိုင်တာငါတကယ်မပိုင်ဘူးစိတ်ကောပိုင်ရလားပိုင်မှုပိဋကကြီးတို့ငါမြင်တယ်ဆိုငါမြင်တယ်ဆိုငါပဲထင်နေတာပါမြဲတယ်လို့ထင်ကြသည်လက်ဆုပ်တင်လို့ပါပြင်းသည်ဒါကိုသဘောပေါက်ကြဥပမာမြင်စိတ်ကလေးတစ်ခုမြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရမျက်စိအကြည်ဓာတ်ကောင်းဖို့မလိုဘူးလားလိုတယ်မြင်စရာအာယုံရောရှိဖို့မလိုဘူးလားဟုတ်ပြီမျက်စိအကြည်ဓာတ်ကောင်းတယ်မြင်စရာရှိတယ်ဒါပေမဲ့မီးတွေပြတ်သွားကြည့်ပါလားအလင်းရောင်ရှိဖို့မလိုဘူးလားဟောမြင်စရာတော့ရှိတယ်မျက်စိရဲ့အကြည်ဓာတ်မကောင်းမျိုးလုံးကန်းနေမြင်မလားမြင်စရာရှိလျက်မမြင်တာလားမရှိလို့မမြင်တာလားမြင်စရာကရှိတယ်မျက်စိကြည့်ရုပ်ကအကောင်ချွတ်ယွင်းနေတယ်ကံကြောင့်ပေးတဲ့ရုပ်ကရပ်သွားရင်မျက်စိကန်းတာပဲဟုတ်ပြီလားပြေသက်ကြီးအဲ့ဒါဆိုရင်မြင်ရသေးလားမြင်စရာရှိတယ်ဒီမှာမြင်မျက်စိကြည့်ရုပ်ချွတ်ယွင်းသွားတယ်အဲ့တော့မြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရာမျက်စိအကြည်လည်းကောင်းရတယ်မြင်စရာလည်းရှိရတယ်အလင်းရောင်လည်းစိတ်နှလုံးသွင်းမှုလည်းရှိရတယ်တတိမပြုံးမိရင်ပေးတဲ့ကြီးလမ်းမှာတွေ့ရတဲ့တငယ်ချင်းဟိုဘက်ကလမ်းသူလာနေကွာဒီဘက်ကနေသွားနေတယ်ကိုယ်အတွေးတွေနဲ့ကိုသွားနေတယ်အာယုံမပြုံးမိဘူးမမြင်ပါဘူးမမြင်ဘူးကိုယ်အာယုံကိုယ်အတွေးနဲ့ကိုသွားနေတာကိုတွေ့လျက်မမြင်တာလားပေးတဲ့ကြီးလာနေတာကြီးရှိလျက်ကိုမမြင်တာနှလုံးမသွင်းမိလို့အဲ့တော့မြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရာအကြောင်း၄မျိုးရှိရတယ်မျက်စိကြည်ရုပ်ရဲ့မြင်စရာယူပါယုံရဲ့အလောကအယောင်လင်းရဲ့မနတိကာရနှလုံးသွင်းမှုရဲ့ဒါဖြင့်မြင်စိတ်ဟာငါပိုင်တာဟုတ်ရလားအကြောင်းတရားတွေကပိုင်ကြသည်မျက်စိကြည်ရုပ်ဖောက်ပြန်သွားရင်လည်းမြင်စရာရှိမှမမြင်ဘူးသူပိုင်တာကိုသူချွတ်ယွင်းသွားရင်ပေးတဲ့ကြီးတို့အကျိုးလဲချုပ်တာအကြောင်းချုပ်ရင်အကျိုးလဲမမြဲတာကိုဒါပေမဲ့ငါမြင်တာလို့ထင်ကြသည်ကဲငါကိုယ်တိုင်မြင်လိုက်တာပါတဲ့တကယ်ကိုပဲစွဲနေတာလက်စုပ်တင်းရင်တကယ်တော့အကြောင်းရှိလို့ဘာတွေဖြစ်နေအကြောင်းချုပ်ရင်တဗ္ဗေလုံးစုံကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဩဖြစ်ပြီးပြတ်သွားတယ်လို့မြင်ကြကုန်စွာတကားဣတိဤကဲ့သို့ယထာအချိန်ခါကာလမှာပတ္တတိဝိပဿနာဉာဏ်ပညာဖြင့်ကောင်းစွာထင်ထင်သိမြင်လိုက်ပါပေ၏
အထာထောကသောယုတ်တရားနံတရားတို့ရဲ့ဖြစ်ပြီးပြတ်သွားလို့မတည်မြဲခြင်းကိုသဘောပေါက်နားလည်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နှိမ့်ဆက်နေတဲ့ယုတ်နံဒုက္ခသစ္စာတရားပေါ်၌နိဗ္ဗိန္ဒတိဉာဏ်ကညီငွေလာသည်ဘာကညီငွေလာတယ်နိဗ္ဗိန္ဒတိညီငွေလာတယ်ဧတဧသောအဲ့ဒီလိုယုတ်နံနှစ်သိန်းဖြစ်ချင်းပြည့်ချင်းကိုကောင်းစွာထင်ထင်ကြိမ်ပန်များစွာသိမြင်လာတဲ့အတွက်ကြောင့်ညီငွေလာခြင်းသည်ဝိသုဒ္ဓိယကိလေသာစင်ကြယ်တဲ့နိဗ္ဗာန်ချမ်းသာ၏မေခောရာကြောင်းရောက်ကြောင်းအကျင့်ကောင်းလမ်းကောင်းကြီးဖြစ်ပါပေတယ်လို့သထာနတ်လူတို့ဆရာဘုရားရှင်သည်ကထေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေသတည်းအဲ့ဒီယုတ်တရားတန်တရားတွေမတည်မြဲပုံကိုဝိပဿနာဉာဏ်နဲ့တကယ်သိမြင်လာရင်တဲ့ပေတကြီးတို့နိဗ္ဗိန္ဒတိညီငွေလာလိမ့်မယ်။ညတော့ကျွတ်တို့ယုတ်နံခန္ဓာပစ္စည်းဥစ္စာယာတုအာဏာတွေပေါ်ငါပိုင်တယ်လို့ဟုတ်ထင်ပြီးလက်ဆုပ်တင်းနေတာဟာဘာကိုနားမလဲလို့မမြဲတာကိုနားလဲပါအဲ့ဒါကိုနားမလဲရင်စွဲတွေထူလာလိမ့်မယ်ငါဟာလို့ပစ္စည်းကိုသိမ့်ပိုက်ထားရင်အဲ့ဒီပစ္စည်းလေးပျက်စီးသွားတာနဲ့ငါရင်လဲပူပြီဘာကိုမသိလို့ဘာကိုနားမလဲလို့နားလဲသိပြီဝိပဿနာအာမထုတ်ရင်တော့ပေတကြီးတို့ရေနားလဲဖို့ရမဖြစ်နိုင်ပါဘူးတကယ်တမ်းပြောရရဲ့အနိစ္စဒုက္ခအနတ္တဆိုတာပရိစိတ်တွေကိုနဲ့ပေတကြီးတကယ်မမြင်ဘူးဒါကြောင့်အခွင့်တာတုံးကြုံကြိုက်တုံးမှာဝိပဿနာအလုပ်အားထုတ်ကြရမှာအဲ့ဒီကြမှာစိတ်ကလေးကိုမငြိမ်တဲ့စိတ်ကိုတွေ့ပါပြီလမ်းသွားရင်လည်းတွေ့နေတယ်သမင်းစားရင်လည်းတွေ့နေတယ်ဆေးရောင်ရင်လည်းတွေ့နေတာလည်းမသိအဲ့တော့ပူဇာဆိုလူတွေကပူနေတာအဲ့ဒါပဲဒါကိုနားမလဲတော့ဘသူကြောင့်ဘယ်ဝါကြောင့်နေကြောင့်ငါစိတ်ကူဟာရှုပ်သွားတယ်လက်ညှိုးတွေထိုးပြီးပြဿနာတွေကမဆုံးတော့မမြဲတာကိုနားလဲပါနားလဲရင်ပြဿနာတွေအလုံးအေးနိုင်သည်ဝိပဿနာဟာပြဿနာရဲ့အခြေအမြစ်ကိုရှင်းတာပိဋကကြည့်လို့လူတွေလောကမှာဒီနေ့ပြဿနာဖြစ်နေတာအိမ်ထဲကစတနိုင်ငံလုံးတကဘာလုံးပြဿနာတွေဖြစ်နေတာအတ္တကြောင့်ဘာကြောင့်လို့ငါဟာဆိုတဲ့အစွဲတွေကြောင့်ပြဿနာများသည်မှန်လားပြည်သက်ကြီးဦးဇင်းရေးကြည့်တယ်တွေးကြည့်ပါဆိုတဲ့ရေးထားတဲ့စာအုပ်ထဲမှာပါပါတယ်အတ္တဆိုတဲ့ခေါင်းစဉ်နဲ့အလုံးကိုငါနဲ့တူအောင်လုပ်ချင်လို့ဒုက္ခတွေများနေတယ်အလုံးကိုငါဟာဖြစ်အောင်လုပ်ချင်လို့ပြိပက္ခတွေတိုးနေတယ်ငါနဲ့မတူတဲ့သူမှန်သမျှငါယံသူလို့သဘောထားနေလို့ပြဿနာတွေပွားနေတယ်တလောကလုံးမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရဲ့တစ်ခုတည်းသောအကြောင်းရင်းကငါဆိုတဲ့အတ္တပါပဲဝိပဿနာကအဲ့ဒီအတ္တကိုဖြူချငါဆိုတာဘယ်မှာရှိလို့လဲတွေးစိတ်ကလေးတစ်ခုဖြစ်ပေါ်လာသည်အတိညာနဲ့တတိနဲ့ရှင်တဲ့စိတ်ကလေးကတိလိုက်သည်တိလိုက်တော့တွေးစိတ်ကလေးမြဲတာတွေ့သလားပျောက်သွားတာတွေ့သလားဝမ်းသာတဲ့စိတ်တွေဖြစ်လာသည်ပြေလေတာတွေနဲ့ကြုံတော့ဝမ်းသာတဲ့စိတ်ကလေးဖြစ်ဘူးလားဒုက္ခံဝဝေဒနံဝေရမာနောဒုက္ခံဝေဒနံဝေရမိတိပါဇာနာတိဝမ်းသာတဲ့ခံစားမှုတွေဖြစ်လာရင်အဲ့ဒါကိုသိလိုက်တော့ဝမ်းသာတဲ့စိတ်ကလေးကလည်းမြဲတာတွေ့သလားပြတ်သွားတာပဲတွေ့သလားဖြစ်ပြီးရင်ပေါ်လာပြီးရင်မမြဲတာကိုနားလဲပါဝမ်းသာတာလည်းမမြဲဝမ်းနေတာလည်းတပ္ပိသင်္ခါရအနိစ္စသဗ္ဗေလုံးစုံကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စမမြဲကြလီကုန်စွာတကားဣတိဤကဲ့သို့ယရာကျင်ခါကာလမပတ္တတိဝိပဿနာဉာဏ်ပညာဖြင့်ကောင်းစွာထင်ထင်ကိုယ်တိုင်သိမြင်လာပါ၏အ
အထထောကဲ့သို့ယုံနာနှစ်သိရဲ့ဖြစ်ချင်းပြည့်ချင်းကိုကောင်းစွာထင်ထင်သိမြင်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နဲ့နှိမ့်ဆက်နေတဲ့ယုံနာဒုက္ခသစ္စာတရားပေါ်၌နေဗိဒတိယင့်တန်လာတဲ့ဉာဏ်ကညီငွေလာမယ်ဧတဧသောအဲ့ဒီလိုယုံနာဒုက္ခသစ္စာတရားပေါ်မှာညီငွေလာခြင်းသည်ဝိသုဒ္ဓိယအခုဗုဒ္ဓဘာသာဝင်တွေဆူတောင်းနေတဲ့နိဗ္ဗာန်တပေစယောဟောတုလို့ဆူတောင်းနေတဲ့နိဗ္ဗာန်ချမ်းသာတရားဤမေကောရရာကြောင့်လမ်းကောင်းလမ်းမှန်ကြီးဖြစ်ပါပေတယ်လို့တတ္ထာနလူဆရာဘုရားရှင်သည်အဝေါသကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေတည်းမမြဲတာကိုနားလည်ပါနားလည်ဖို့ဉာဏ်လိုသည်ဘာလို့လဲအဲ့ဒီဉာဏ်ဟာစာဥတီတွေကမရနိုင်ဘူးမရနိုင်ဘူးတကယ်အနိစ္စလက္ခဏာကိုမြင်နိုင်တဲ့ဉာဏ်ဟာပိဋကကြီးတည်ငြိမ်တဲ့စိတ်တမာတိရှိတဲ့စိတ်ပေါ်မှာတည်ဆောက်ထားတဲ့ဝိပဿနာဉာဏ်နဲ့မှမြင်နိုင်တယ်တဲ့။ကိုင်းအဲ့တော့ပိဋကကြီးတကယ်နားလည်ဖို့ရဘာအားထုတ်ရမှာဝိပဿနာအားထုတ်ရပါလူငယ်တွေစိုးစိုးစီးစီးဒါဟုသိစီခြင်းတယ်။ဦးဇင်းတို့တရားစခန်းမှာခက်ကြမ်းကြမ်းကြီးမလုပ်ပါဘူး။မလို့စနာယူဝက်ကစားထိုင်တယ်။နာယူဝက်ကို15မိနစ်လောက်ကပြောပေးပေးတာခွေဖွင့်ပြီးတော့နာရင်းနာနဲ့ထိုင်တယ်။နော်ပြီးရင်ဇဉ္ဉံလေးထားလျှောက်ဇဉ္ဉံလျှောက်တဲ့အခါမှာခြေလမ်းလေးတစ်ချက်ချတော့ထိမှုလေးမပေါ်ဘူးလားခြေတိတတိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤပထမမငြိမ်တဲ့စိတ်တွေးတွေနဲ့ရှုပ်နေတဲ့စိတ်ကလေးကိုပစ္စုပန်မှာငြိမ်တော့တမာရီကိုထူထောင်ရတာအဲ့ဒီအတွေးတွေတိတ်ပြီးပစ္စုပန်မှာစိတ်ကလေးငြိမ်သက်လာပြီဆိုရင်အတိတ်အကြောင်းလည်းမရောက်တော့ဝနာကစီလည်းမပြန့်တော့ဘူးဆိုရင်စိတ်ကငြိမ်လာအငြိမ်နေတဲ့တမာတိနဲ့ရှင်တဲ့စိတ်မှာတွဲပြီးဖြစ်လာတဲ့ဉာဏ်ပညာကအတွေးကြည့်ကြည့်ရုပ်ကြည့်ကြည့်နာမ်ကြည့်ကြည့်ထွင်းဖောက်ကြည့်တဲ့အခါတပ္ပေသင်္ခါရအနိစ္စဖြစ်လာပြီးရင်မွေးလာပြီးရင်မမြဲတာကိုအဲ့ဒီကြမှာတကယ်နားလည်ပါငယ်ငယ်ရွယ်နဲ့နားလည်သွားရင်ပြိဿကြည့်လို့ငယ်ငယ်ရွယ်နဲ့အပူမတက်တာဟုတ်လားအမြင်မှားလို့ပူရသည်အမြင်မှန်ရင်အေးပါမည်ဟုတ်ပြီလားအဲကြောင့်ငယ်ငယ်ကျောင်းသူကျောင်းသားတွေအတွက်ကျောင်းပိတ်ရက်တွေမှာဓမ္မသင်တန်းတွေလက်တွေ့ကြကြအို့ချပေးဖို့စိတ်ကူးရည်ရွယ်ချက်တွေရှိတယ်ဓမ္မယုံကြီးကိုင်းလုံအားပေးလိုက်ကြပါဦးအဲ့တော့ဦးဇင်းစိတ်ကူးကတော့အခုလှုပ်လို့ရတဲ့လောက်လှုပ်ပြီးတော့ခုံပတ်မိပြီဆိုရင်လုံအားပေးဖွဲ့တွေနဲ့အဲ့ထက်မှာမြေတွေဖိုးမယ်ကြောက်တွေဖိုးမယ်ပြီးရင်ရေလားရေလေးဖြန်းလိုက်ပြီးဆောင်းလိုက်အဲ့ဒီလိုမျိုးအခါမီအောင်တော့ကြိုးစားနေပါတယ်အဲ့ဒါမှအများစုပေါင်းတရားအားထုတ်လို့ရမှာအခုတော့ကြောက်ဖူးတဲ့သူတွေသိတဲ့အတိုင်းပဲဆွမ်းစားကြောင်းဇယက်ကလေးကနှစ်ဖွဲ့သုံးဖွဲ့လောက်ထိုင်လိုက်ပြည့်သွားတာကလေးတွေကိုတရားစခန်းဓမ္မသင်တန်းလှုပ်ပေးခြင်းတာအဲ့နေရာနဲ့ခက်နေပြီလို့လူငယ်တွေအတွက်ပိုအရေးကြီးနေပြီလူငယ်တွေကိုစိုးစိုးစီးစီးမိဘတွေလည်းဉာဏ်အမျှော်အမြင်ကြီးကြီးနဲ့ဗုဒ္ဓတရားတော်တွေနဲ့နီးအောင်လမ်းမညွှန်နိုင်ရင်တန်ဃာတော်များဆရာများကလည်းပဲဒီလူငယ်တွေရဲ့အည်ချင်းတွေကိုကောင်းမွန်တဲ့ဘက်ရောက်အောင်လမ်းတဲ့မပေးနိုင်ရင်ဘီယာဆိုင်တွေများလာပြီအရက်ဆိုင်တွေပေါ်လာပြီတတိတပက်တရားဆိုလာပဲတစ်ဖိတ်တစ်ခွက်ဘယ်လောက်တော့တစ်ဖိတ်တစ်ခွက်က200ရန်တစ်ပက်ကဘယ်လောက်ဆိုဒီဘုန်းကြီးတော်တော်စတ်စုတယ်လုံးမနေနဲ့ဓမ္မဂတိကဆိုတာစတ်စုရတာပဲဩခင်ဗျားတို့တတိပေးဖို့လူငယ်တွေကိုအမြင်မှန်ရှိစေခြင်းသည်မိသားစုတွေရက်ွက်တွေမန္တလေးမြို့ကြီးတွေမြမပြည်ကြီးတွေသားကောင်းယရနာသမီးကောင်းယရနာတွေဖြစ်စေခြင်းသည်တရားနဲ့ဒီမှဖြစ်လာမယ်မှားရဲ့လားဒီတရားတွေနဲ့ဝေးလို့တော့ငါဆိုတဲ့အတ္တတွေကထူတဲ့ထူ
ငါအတွက်ဆိုရင်ငါဘာမစိုးလုံရဲသည်ဆိုတဲ့စိတ်ရိုင်းတွေဝင်ကြမည်အဲ့ကြတော့ရာဇဝမှုဒုစရိုက်မှုတွေများရောပေါ့အဲ့ဒီပတ်ဝန်းကျင်ကြီးစူပွဲရောပေါ့ There's no true peace without practicing the teachings of the Buddha နတ်ဗုဒ္ဓရဲ့ဒီဝိပဿနာတရားအဆုံးအမတွေကိုလက်တွေ့လိုက်နာကျင့်ကြံခြင်းမရှိပဲစင်မှန်တဲ့ငြိမ်းချမ်းရေးလည်းမရှိနိုင်ပါရှိနိုင်မလားလူစိတ်တွေငြိမ်းချမ်းရင်လူလောကကြီးလည်းငြိမ်းချမ်းတာပါလူစိတ်တွေပူလောင်ရင်လူလောကကြီးလည်းအပူလောကကြီးဖြစ်ပါလိမ့်မည်မှန်ရဲ့လားဗုဒ္ဓတရားတော်တွေကလောကငြိမ်းချမ်းရေးဆိုတာဒါမမြဲတာကိုနားလဲပါဖြစ်လာပြီးရင်ပြရသည်မွေးလာပြီးရင်တွေ့ဆုံပြီးရင်ခွဲရသည်မှန်ရလားနုပြိုခြင်းဟာဘယ်မှာဆုံးဟိုမင်းခြင်းမှာဆုံးသည်မှန်ရလားကျမ်းမာခြင်းဟာဘယ်မှာဆုံးရှားနာခြင်းမှာဆုံးလိမ့်မည်အသက်ရှင်ခြင်းဟာဘယ်မှာဆုံးဖရာတော်ဆောင်လို့လွတ်တလားမလွတ်ဘူးစရာဓမ္မတုတ်ဆိုတာရှိတယ်အဲ့တော့မြတ်စွာဘုရားတာဝတိပြည်ကပုဗ္ဗာယုံကျောင်းမကြီးဝိတာခာဆောက်လုပ်လှူဒန်းထားတဲ့ပုဗ္ဗာယုံကျောင်းတွေကဝိတာခာရဲ့ပြတ်တတ်ကျောင်းမှာသတင်းသုံးနေတဲ့ချိန်ပေါ့ပြတ်တတ်ကျောင်းမှာသတင်းသုံးညနေခင်းလေးတစ်ခုမှာနေကြီးနွေညနေခင်းနေကြီးလေးရတယ်အနောက်ကနေထိုးကြဗုဒ္ဓမြတ်စွာကျောင်းပေါ်ကနေဆင်းလာပြီးတော့မှအရှိအယတ်တို့မျက်နှာမူရှေ့ရမျက်နှာမူပြီးတော့ကျောင်းကြီးရဲ့ရှေ့မှာအဲ့နေကြီးညနေခင်းနေကြီးလေးထိုးကြနေတဲ့အချိန်ရှေ့ဘက်မျက်နှာမူကျောဝသင်္ကန်းကိုအသာလေးချနေစာလှုံလာဘုရားဘာလှုံတော့အဲ့ဒီအချိန်မှာညီတော်အာနန္ဒာကမြတ်စွာဘုရားနဲ့ချစ်ကပ်လာပြီးတော့မှဗုဒ္ဓရဲ့အဲ့ခန္ဓာကိုယ်ကိုဆုပ်နေပြီးတော့ပြုစုပါတယ်။ဦးမင်းမီပေါ့အဲ့ဒီအချိန်မှာဗုဒ္ဓသင်္ကန်းတော်လေးပခုံးကနေရှော့ချပြီးနေစာလုံနေတုံးမှာခြေစုပ်လက်နဲ့ပြုတ်ပေးရင်းနဲ့ညီတော်အာနန္ဒာမျက်လုံးပြူရှာသည်အော်ကျင်းများစွာနဲ့ဘယ်လိုလျှောက်ကြလဲဆိုတော့ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားဣစရိယံအံ့ဩဖို့ကောင်းပါ၏ဘုရားအဘုဒ္ဓမဖြစ်ဘူးမြတ်ထူးကဲလာပါ၏မြတ်စွာဘုရားဘဂဝါတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသဝိဝန္နောအယေအစဉ်သေနပရိသုဒ္ဓောအရင်တုန်းကလိုမစင်ကြယ်တော့ပြီဘုရားနာပရိယောဓာတော်အရင်တုန်းကလိုမတောက်ပါတော့ပြီမြတ်စွာဘုရားဗုဒ္ဓရဲ့အရေးတော်တွေညှိုးနေတာဘူးအရင်တော့ကလိုဖြူစင်တောက်ပမှုမရှိတာသူအံ့ဩနေတဲ့ညီတော်အာနန္ဒာမတူပါလေနာပရိယောဓာတော်ရင်တုန်းကလိုဖြူစင်တောက်ပမှုမရှိတော့ပြီဖေဟာဣစရိယံအံ့ဩဖို့ကောင်းလိုက်တာဘဂဝါတော်မြတ်စွာဘုရားရှင်ဤတပ္ပန္တိလုံးစုံကုန်သောဂတ္တန္တိခန္ဓာကိုယ်တော်တွေကလည်းသိထီလာနိရောရဲရဲဖြစ်လာပြီလဲအိုကြီးနဲ့တူလာသည်အိုလာရင်ဘာနဲ့တူတော့တပ္ပန္တိလုံးစုံကုန်သောဂတ္တန္တိမြတ်စွာဘုရားရှင်ခန္ဓာကိုယ်တို့သည်သိထီလာနိရောရဲရဲဖြစ်ကုန်ကြပါပြီဖျားဝလိယဇာတန်ဤအယေရီတွန်းလိမ့်လာပါပြီဖျားအိုမင်းလာပြီဇရာနှိမ့်ဆက်သည်လှပတဲ့ဖြူစင်တဲ့ဝင်းဝါတဲ့တင်းတင်းရဲရဲရှိတဲ့ဒီရုပ်ရည်ကိုဇရာကဝမ်းမျိုးသည်ဖျားတော်လွတ်ရဲ့လားဝလိယဇာတန်ဤအယေရီတွန်းလိမ့်လာပြီဖျားဘဂဝါတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဤကာယောဇခန္ဓာကိုယ်ကလည်းပဲပုရတော်ရှိသူပပရောကိုင်းနေပြီဖျားခန္ဓာကိုယ်လည်းရှိနေ
ကိုင်းနေပြီဖျားဣန္ဒြိယနစကုသောတာခန္ဓာစိန်ဝကာယစတဲ့ဣန္ဒြေတို့၏ညထတံအရင်တော့ကနဲ့မတူပဲဖောက်ပြန်ပြောင်းလဲနေတဲ့ဖြစ်သည့်ဒိဋ္ဌတိထင်ရှားနေပြီဖျားဖျားဥရာဟုညီတော်အာနန္ဒာအံ့ဩနေတယ်။ဩဖျားဆိုရင်ငါတို့လိုဥမာမဟုတ်ဘူးလို့ထင်နေပုံရပါတယ်။မွေးလာရင်သေရမယ်မသေးခင်အိုကြသည်အိုလာရင်နာမှာပဲတဲ့အိုကြီးမှန်ရပိတ္တကြီးနုပြိုခြင်းဟာဘယ်မှာဆုံးမယ်အိုမင်းခြင်းမှာဆုံးလိမ့်မယ်အသက်ရှည်ခြင်းဟာဘယ်မှာဆုံးမယ်တည်ခြင်းမှာဆုံးမယ်တဲ့တည်တာတော့ဘယ်သူမှမလွတ်ဘူးပါရလားပိတ္တကြီးအိုတာကိုလွတ်ရဲ့လားအေးတည်တော့တည်ကြတာကြီးပေါ့တည်ပုံတော့မတူဘူးတည်ပုံတူရဲ့လားတချို့ကပြုံးတည်တယ်တချို့ကမဲ့တည်တယ်တချို့ကဝိပဿနာအထုတ်ထားလို့အာဟုလေးရှိတဲ့သူကတေဂန်ဒီနှိမ့်ဆက်တဲ့ရုပ်ဖောက်ပြန်နှိမ့်ဆက်တဲ့ယောဂဝေဒနာကိုသူအထုတ်နေကြတရားလေးနဲ့လှုပ်ရှားနေတဲ့စိတ်ကိုတည်ပြီးတော့စိတ်ကိုငြိမ်အောင်တမာရိထူတောင်တိဆောက်ပြီးမှအဲ့ဒီရုပ်ဖောက်ပြန်နှိမ့်ဆက်လို့စိတ်မှာခံစားတဲ့ဒုက္ခဝေဒနာဘာဝေဒနာဒုက္ခဝေဒနာဆင်းရဲတဲ့ခံစားမှုကိုဝိရိယမာနောဝခံစားသည်ရှိတော်လည်းပဲဝခံစားတော့ခံစားစေခံစားကြိုက်မှာဒုက္ခဝေဒနာဆင်းရဲတဲ့ခံစားမှုကိုဝိရိယမိတိခံစားနေဤဟု၍ပါဇာနာတိစိတ်ထဲပြန်ကြည့်သိနေပါဘယ်ထဲပြန်ကြည့်ဝမ်းနေတဲ့စိတ်တွေဖြစ်ရင်သိပါဆင်းရဲတဲ့စိတ်တွေဖြစ်ရင်လည်းသိပါဝမ်းသာတဲ့စိတ်တွေဖြစ်ရင်သိပါပျော်တဲ့စိတ်တွေဖြစ်ရင်လည်းသိပါသိလိုက်ရင်မြဲတာလားမမြဲတာလားသဗ္ဗေသင်္ခါရအနိစ္စဩဖြစ်လာသမျှပြည့်ရတယ်ဖြစ်ပြီးပြည့်လို့မမြဲတာကိုနားလဲပါတေဂန်ဒီမှာ तू ကခန္ဓာကိုလည်းမစွဲပဲနဲ့ဖြစ်ပြီးပြတ်သွားနေတာပဲလို့ဉာဏ်နဲ့ရှုမှတ်သိနိုင်တဲ့သူကနေသလားများသလားဘာဖြစ်လို့ဝိပဿနာအထုတ်တဲ့သူကလည်းနေသလားများသလားအောင်မလေးဟိုဆရာတော်နာမည်ကြီးရဲ့ဆိုသွားလိုက်ကြဒီဆရာတော်နာမည်ကြီးရဲ့ဆိုသွားလိုက်ကြဆရာတော်တွေကတော့တကယ်ပဲနာမည်ကြီးပါရဲ့တရားကမ္မထမ်းပေးလဲကောင်းပါရဲ့သွားကြတဲ့ကတရားတရားကမပါဘူးသူမြန်ရောင်လို့ရောအမောင်တောင်မှန်းမြောင်မှန်းမသိခဲ့ပါဆရာစခန်းတော့ပြန်ခဲ့တာပဲတောင်မှန်းမြောင်မှန်းကိုသိခဲ့ဒီတရားကြီးလောက်ထိုင်လို့ဟဲ့လားနာကျင်ကြိုက်ခဲတောင့်တင်းနာလေးကိုကြောက်ပြီးတော့ရေသာခိုးနေနောက်ကြနိုင်သမျှကြအောင်သူလုပ်တယ်ထိုင်နေတော့တန်ညောင်းဘယ်တော့ခောက်မလဲဝိရိယကလည်းပြတ်တော့တော့တတိကလည်းပေါ့တော့တော့ဘယ်လိုလုပ်တမာတိရှိမလဲတမာတိမရှိရင်ဉာဏ်မပေါ်နိုင်တမာတိမရှိရင်ဉာဏ်မပေါ်နိုင်တဲ့ဒါကြောင့်ဦးဇင်းတို့တရားစခန်းတော့ပေါ့တော့ရော့တော့မလုပ်ပါဘူးဝိုင်းထိုင်စကားပြောနေရတာလည်းမရှိဘူးတလဆိုတလတရားလုတ်ချင်တဲ့တရားလေးပဲယူခဲ့ဦးဇင်းအခုနှစ်ယောက်နဲ့ပြောသမီးဆောင်လေးတွေ18ဆောင်လောက်တောင်တကားပေါ်သွားပြီအခု10ဆောင်16ဆောင်လောက်တည်ထားပြီအဲ့ဒါလေးတွေချောဖို့ရှိတယ်အဲ့ဒါမျိုးသမီးနှစ်ယောက်ထားပါပဲကျောင်းတကားတွေပြောထားတယ်နော်တရားအတွက်ကိုယ်တိုင်လာအထုတ်တဲ့ခါလေအရင်ဘာမှယူလာစရာမလိုတော့ဒီမှာခြေနှောင်တစ်လုံးခြေနှောင်နှလုံးခေါင်းနှလုံးကြရခဲနှစ်ခုစောင်းလေးနှစ်ထည့်ဟုတ်ပြီလားနောက်ဆုံးသွားတိုက်စီသွားတိုက်တယ်ရေချိုးကွက်ကစားဘာမှမလိုအဲ့လိုမျိုးတရားစခန်းလုပ်ချင်တာတုတ်ဖွင့်ရင်ခင်ဗျားတို့ဝင်ကြီးမတောင်းဘူးရှင်းရှင်းပဲဝင်ကြီးလည်းမတောင်းဘူးပေါ့ပေါ့ရောလို့ရင်တော့ပြန်ပြီတော့ပဲကြတော့ဟုတ်ပလားတရားအားထုတ်လို့တဲ့တရားနဲ့ကိုယ်ဘဝလေးကိုတလားဆိုတလားဆဲဆိုဆဲရဲ့ငြိမ်းအေးအောင်နေတဲ့နီးလေးငါသွားသင်ကြည့်မယ်အဲ့တရားလေးတစ်ခုလေးယူလာခဲ့
နော်အခါတွင်းတို့တင်းကြံတွင်းတို့ဘာလို့ဆိုတော့များမှာပေါ့အများရင်တော့အေးလေးတွေပါလိုမှာပေါ့တကယ်တလတရားစခန်းဆိုဝါတွင်းကာလစမယ်လူဦးရေကန့်သက်ခြင်းနဲ့ပဲလက်ခံနိုင်အောင်မှာပါဒါရလို့လဲဆိုတိဆောက်ဆဲကာလဆိုတော့အလုပ်တွေကများတယ်တကယ်တော့တရားစခန်းကြရင်ဥစဉ်ကအလုပ်တွေရပ်ထားရင်10ရက်လောက်ဆိုရင်တော့ရပ်လို့ရတယ်ဟိုပြီးခဲ့တဲ့ဝါတွင်း10ရက်စပြီးလုပ်ပါတယ်ကျောင်းတွင်းနဲ့အပြင်အသိမပါပါဘူး2ယောက်ပဲပါပါတယ်တလာကြီးကြတော့ဓမ္မယုံကြီးကဝင်ငွေရှိလူသူရှိဆက်လောက်ရမှာဆိုတော့ဒါကြီးမြန်မြန်ပြီးမှအများအထိုးလို့ရမှာဘူးတကယ်တော့အလုပ်တွေအကုန်ရပ်မှာကောင်းတာအဲ့တော့အများကြီးလက်မခံသေးဘူး30သို့မဟုတ်50လို့မှန်းပါတယ်ဘာမှအဲ့လိုခံဖို့ကြယူလာစရာမလိုတခုတည်းတရားတရားလေးယူခဲ့ပါပါဠိတော်မြတ်စွာဘုရားဟောတဲ့တရားတွေကငါကိုယ်တိုင်ကိုယ်ကြတကယ်တရားတရားနဲ့ကြိုးစားအားထုတ်ကြည့်ရင်ငါစိတ်နှလုံးငြိမ်းအေးမှုကိုအတိအကျသေချာပေးနိုင်တဲ့တရားလို့တရားပေါ်ယုံကြည်တဲ့တကယ်လုပ်ချင်တဲ့တရားတရားလေးပါလာရင်ဒီဘုန်းကြီးမရှိရင်ထွက်ဟောပြီးစားစရာရှာပေးပါမယ်အခုစံနေစုထားပြီးဟုတ်ပြီလားတရားစကားကြရင်တော့ဥစဉ်ဟိုလိုစွန့်တကာကွန်းတကာလည်းဒီလိုနေစဉ်ကြီးလို့မရှာဘူးစိတ်ကူးတယ်တလာကြီးဆိုကိုတို့ရှင်ပဲလွဲမှာလေအဲ့တော့ဆန်လုံလောက်တယ်ဆိုရင်ဆန်မလိုဘူးဆန်လူစရာမလိုဘူးစီလိုရင်စီလိုမဲ့စီလိုရင်လူဟင်းနေတိုင်းဖန်တီးပေးဖို့ရဟင်းတွေလူချင်းလူဒါပဲအဲ့တလအတွင်းမှာကိုယ်အစဉ်ပြေတဲ့ရက်လာကတ်ချင်တယ်လာကတ်လက်အဲ့လိုလုပ်ဖို့စိတ်ကူးပါဝါဆိုတဲ့နေ့ကစပြီးတော့ဝါကောင်လပြည့်ထိတလဖြစ်မယ်နော်အဲ့တော့နောက်ကြရင်တော့အပေါဝါကလှည့်ပြန်ဟုတ်ပလားမိသားကြီးအေးဥစဉ်စဉ်းစားကြည့်တယ်လူတွေလို့တရားနဲ့ဘယ်တော့ဝေးလာပြီလဲဆိုဘဝရဲ့ဝတ်တရားတွေကလည်းရှုပ်ထွေးလာပြီအလုပ်တွေကတော့ဒီတဲ့ရှုပ်လာမှာပါပဲရှုပ်လာအောင်မှာခစ်ကြီးကိုကရှုပ်တဲ့ခစ်ကြီးမှန်လားသိပ္ပံနဲ့ဤပညာကလည်းဝယ်စရာတွေတီထွင်ပေးတာမများဘူးလားများသလားလူအတ္တထက်ကိုပိုးနေပြီအဲ့တော့ဝယ်ဖို့ပတ်စံခမရတို့ရှာလေသူ့မှာရှိရင်ငါမှလည်းရှိအောင်မဆိုတဲ့ competition ပြိုင်ဆိုင်မှုတွေကလာတယ်လာဘူးလားအဲ့တော့ရအောင်ရှာလေဝယ်ဖို့ကောင်းတဲ့နည်းနဲ့ရှာမလားမကောင်းတဲ့နည်းနဲ့ရှာမလားဟုတ်တဲ့နည်းနဲ့ရှာမလားမဟုတ်တဲ့နည်းနဲ့ရှာမလားဘယ်လိုရှာတာများတယ်ကိုယ့်အကိုစဉ်းစားဒါတော့လူလောကထဲနေတဲ့တက္ကဒကမတွေပူတိမှာပေါ့အလုတ်တွေရှုပ်လာတော့တရားနဲ့ဝေးမလာဘူးလားတပတ်ကလေး10ရက်ကလေးအလုတ်တွေရက်ခဲ့ဖို့တောင်လွယ်ရလားဩနောက်တစ်ချိန်မှနေစရာလဲပြေးပါမယ်စားစရာလဲကြွေးပါမယ်တရားလဲပြီးမယ်စိတ်ကလေးကိုငြိမ်းအေးအောင်ထားပြီးဒီတရားလေးကျင့်သုံးပြီးနေပါလို့ဆိုတာမနှဲရှာယူရမယ့်အနေထားမှာရောက်သွားလိမ့်မယ်မမြဲတာကိုနားလဲပါဟုတ်တယ်ထင်တဲ့အရာတွေအလုံးတစ်နေ့ထားပြီးတော့သွားရလိမ့်မယ်မှန်ရလားငါပိုင်တဲ့အရာတွေအလုံးကိုတစ်ချိန်တစ်နေ့မှထားခဲ့ရမယ်သဘောပေါက်လားငါချစ်တဲ့သူတွေငါကိုချစ်တဲ့သူတွေနဲ့တစ်နေ့မှခွဲချိန်တန်းကခွဲကြရမယ်မမြဲတာကိုနားလဲပါအဲ့ဒါနားမလဲလို့တရားကြိုလုံးနဲ့သေခံပြီးတော့မဲ့သေးတယ်တချို့အန်ကျိတ်တောက်ခောက်ပြီးသေကြတာလို့ရှိဘူးလားသေခံပြီးမှအဝေးရောက်နေဟိုသားမလားဒီသားမလားစွဲသေးတာလည်းမရှိဘူးလားလောဘနဲ့သေပြိတ္တာပြီးမကြွမလွတ်ကြတာဒီလောဘနဲ့သေလို့ဘာနဲ့သေလို့တော့ဒါကြောင့်ပိဋကကြီးသေတာတော့သူတယ်သေပုံကသူတချို့ကကောင်းတဲ့ကံကမ္မနမိတ်ဂတိနမိတ်နော်လူဘဝမှာတန်ဖိုးရှိအောင်နေခဲ့တယ်ကိုတတ်နေတော့အများအကျိုးလဲဆောင်ရွက်ခဲ့တယ်ကိုမိသားစုအကျိုးလဲဆောင်ရွက်တယ်အကုသိုလ်နည်းအောင်နေတယ်ညာကျိုးရှိမဲ့ကုသိုလ်လုပ်ငန်းတွေကိုဖြူစင်တန့်ရှင်းတဲ့စိတ်နဲ့လုပ်ခဲ့တယ်ဒီကံនេះတော့ဒီကောင်းမှုလေးတွေအာရုံပြုပြီးတော့သူ့စရိုက်ကောင်းမှုတွေများများပြုခဲ့တဲ့သူတွေဒီကံនេះနှလုံးသွင်းကောင်းတာပေါ့နှလုံးသွင်းကောင်းတဲ့စိတ်နဲ့သိရင်ကောင်းတဲ့ဘုံဘဝရောက်မှာပေါ့နှလုံးသွင်းမှားပြီးတော့များအကုသိုလ်ကံကမ္မနမိတ်ဂတိနမိတ်နှလုံးသွင်းသိပြီးလောဘနဲ့သိတကယ်ရှိတယ်ယုံလား
မယိုရင်တွေ့ပြီမယ်လားကဲပရိသတ်ကြီးတို့ပစ္စည်းဆွဲသေးလို့ပစ္စည်းနဲ့မလွတ်မကျွတ်တဲ့ဟာတွေရှိတယ်ပရိသတ်ကြီးတို့လူဆွဲသေးလို့တူဆွဲသေးလို့တူနာမခွာနိုင်တဲ့ဟာတွေရှိတယ်ရေစက်လိုက်ချပေးရတာကိုပဲ2ကြိမ်3ကြိမ်ရှိနေပြီအဲသူတို့ကသွားမေးကြည့်ပြီတော့ပရိသတ်တို့ရေအဲ့တိတ်တာဆိုတာမှပေတဝတ္ထုတွေဖတ်ကြည့်အမျိုးမျိုးရှိတယ်အဲ့ထဲကနေမှပရဒတ္တုပဇီဝီပိတ်တာဆိုတာသူတို့ကိုရည်စူးပြီးတော့သူတို့ကိုကြံရည်သူများကရည်စူးပြီးတော့ကောင်းမှုကုသိုလ်တွေပြုအမြအတမ်းပေးဝေမှာကိုမျော်လင့်ဆောင်စားနေရတဲ့တိတ်တာမျိုးတွေရှိတယ်အဲ့ဒီတိတ်တာဘုံဘဝများသေကံဤစိတ်နှလုံးသွင်းမှပြီးရောက်သွားခဲ့ရင်ကျွတ်ကြပါစေလွတ်ကြပါစေချမ်းသာကြပါစေလို့ဒါတွေလောက်တာဗျအခုဒီတရားပွဲကလည်းအဲ့ဒါရည်စူးတာမော်လားသူတို့ပြိတ္တာဘဝမရောက်လို့အဲ့လာကုသိုလ်ကောင်းမှုအာယုပြုတ်တလုံးသွင်းကောင်းတဲ့စိတ်နဲ့တည်လို့ကောင်းတဲ့ဘဝရောက်ရင်လည်းဒီကုသိုလ်ကိုမရဘူးလားကိုကအရင်ရတာပါဒီမှသူတို့ကိုရည်စူးပြီးအမျှဝေရတာသူတို့ကမျောလင့်နေလို့တာတုခေါ်နိုင်ရင်ကိုကအဝတ်ထဲလူပြီးအမျှဝေသူတို့မှအဝတ်ထဲရကိုကစားစရာဆွန်းဘောဇင်များလှူတန်းကြွေးမွေးပြီးတော့အမျှဝေသူတို့မှစားစရာရအဲ့ဒီလိုရည်စူးပြီးတော့အမျှဝေရတာပေတဥဒိတဒါနာလို့ခေါ်ဘာဒါနာပေတဆိုတာအဲ့ဘဝဟောင်းကဆွေဟောင်းမျိုးဟောင်းတွေကိုဒီဘဝကသေဆုံးသွားတဲ့ဆွေမျိုးမိတ်သင်္ကာများကိုကုသိုလ်ကောင်းမှုဖို့မျှော်လင့်နေတဲ့ပြိတ္တာတွေကိုပေတခေါ်ပရဒတ္တုပဇီဝီပိတ္တာလို့ခေါ်ဥဒိတဆိုတာအခုပြုတဲ့ကုသိုလ်သူတို့ကိုရည်ညွှန်းတာဒါနဆိုတာကအလူပေးတာပေးပြီးမှသူတို့ကိုအမြဝေရာအဲ့တော့ငါဘလို့သိမလဲလို့ကျူစင်းသာမမြဲတာကိုနားလဲပါနားမလဲရင်ဒီကနေ့မှအစွဲထူလိုက်ပြီမှားရလားမမြဲတာကိုနားလဲအောင်ကြိုးစားပါအားထုတ်ပါနားမလဲရင်ဒီကနေ့မှသိမင်းနဲ့စိတ်ခင်းရတဲ့ခါရရူအာနာစည်းစိမ်ဥစ္စာအာကိုလို့မရပါကြောက်လန့်ပြီးတော့တွန့်ဆုတ်ပြီးတော့အန်ကြိတ်တောက်ခောက်သေးရင်တော့ကောင်းရရောက်မလားမမြဲတာကိုနားလေဘုရားဘာအားထုတ်ရမှာတော့အဲ့တော့မွေးလာရင်တော့အိုးမှာပါပဲပြိတ္တိနုပြိုခြင်းကဘယ်မှာဆုံးမှာအခုမြတ်စွာဘုရားတောင်အိုရင်းဘေးကလွတ်ရဲ့လားညီတော်အာနန္ဒအံဩယူရသည်တအံ့တော်နဲ့ခြေစုပ်လက်နဲ့နောက်ကျောလေးတွေပုတ်တတ်ဆုံးနေပြီးရင်လျှောက်ထားတော့မြတ်စွာဘုရားကအာနန္ဒငါဘုရားယထံတော်ပါမခါစားလိမ္မာညီဝအာနန္ဒဧတံဝဇနသင်လျှောက်ထားတဲ့စကားဟာဧဝံသစ္စာအမှန်ပဲငါဘုရားအိုလာပြီဘုရားလည်းပဲပိဿကြီးတို့မွေးလာတော့အိုရသည်နုပြူခြင်းဟာဘယ်မှာဆုံးမယ်ဇရဓမ္မောယုပင်ဒီဗျာတိဓမ္မောအာရောဂျေမရဏဓမ္မောဇီဝိတေကြောင်းတက်ပြရှေ့မှာနေစာလှုပ်ရင်းနဲ့ဘုရားကညီတော်အာနန္ဒာကိုဟောနေတာအာနန္ဒငါဘုရားယထံတော်ပမ္မခါသာလိမ္မာညီဝအာနန္ဒာယုပင်ဒီနုပြူခြင်းသဘောရှိတယ်ဆိုရင်ဇရဓမ္မောအိုခြင်းသဘောလည်းရှိပါတယ်ဖယားမအိုမှန်တာအံတော်နဲ့မအိုလားအိုသလားအရေးတွေတွန့်နေပြီဖယားမိမိန်ကုန်မိမဖြူစင်တော့ပါမတောက်ပါတော့ပါခန္ဓာကိုယ်ဟာရော့တီရော်ရဲဖြစ်လာပြီဖယားရှေ့သို့အနေငယ်ကိုင်းနေပြီဖယားဆိုတော့ရွတ်ပင်ကြီးနုပြိုခြင်းသဘောရှိတယ်ဆိုရင်စရာဓမ္မောအိုခြင်းသဘောလည်းရှိတယ်အာနန္ဒာဘသူကမိတ်နေဗျာရိဓမ္မောအာရောဂေနာယောဂကင်းခြင်းသဘောရှိလက်သောဗျာတိဓမ္မောနာခြင်းသဘောလည်းရှိတယ်ဒီဟာတွေဆင်ခြင်ထားမှာနုပြိုတဲ့ရွယ်မှာနုပြိုခြင်းရဲ့လမ်းဆုံးအိုမင်းခြင်းကိုဆင်ခြင်မထားရင်ယုပ္ပနမန္တတတေဘာမန္တုငါငယ်သေးတော့ပဲတရားလှုပ်ရှားမလိုပါဘူး
ပထမရွယ်မှာပညာရှားမှာတဲ့တရားတော့မရှားပညာရှားရင်လည်းငယ်ငယ်နဲ့သိသွားကြတာမရှိဘူးလားတရားနဲ့တွေ့အောင်မလားမမြဲတာကိုနားလည်ပါအောင်မလားရှားမမရှားပဲပညာပဲရှားတယ်ဘွဲ့ပဲရသွားတယ်တရားတော့ရှားလို့လားမရှားလို့လားအဲ့ဒါယုပ္ပနမံကိုနှိပ်ဖို့ရအဲ့ဒါချင်းချင်းထားတဲ့ကျမ်းမာခြင်းသဘောရှိရင်ဖြားနာခြင်းသဘောလည်းမရှိဘူးလားဩကိုအမြဲတမ်းကျမ်းမာနေမယ်လို့မထင်ကြနဲ့အဲ့ဒါကျမ်းမာတော့မှနာခြင်းသဘောချင်းချင်းထားရင်မနာခင်မှတရားရှာမိမှာပေါ့ဆိုတော့ငါကျမ်းမာသေးတာပဲတဲ့ငါအလုပ်လုပ်နိုင်ပါသေးတယ်ငါရှာနိုင်ပါသေးတယ်ရှာပေါ့ဒုတိယအရွယ်မှာဥစ္စာရှာတဲ့တရားတော့မရှာအဲ့တော့ဥစ္စာတော့ရခြင်းရမှာပေါ့တရားတော့မမြဲတာကိုတရားမှမရှာရင်နားလည်ပါဦးမလားနားလည်သိပြီဘာအထုံးမှနားလည်မှာတို့အဲ့ဒါအာရောက်ကြမှန်ဆိုတာတက်တယ်အာနန္ဒအိုညီဘအာနန္ဒဇီဝိတေသက်ရှင်ခြင်းသဘောရှိတယ်ဆိုရင်မရဏဓမ္မောတည်ခြင်းသဘောလေရှိတယ်သက်ရှင်ခြင်းဟာဘယ်မှာဆုံးမယ်မဟုတ်ဘူးလားအဲ့ဒါမေ့နေကြမဲနေကြတော့မနေ့ဖြင့်ဒေဥတဲ့ဖြောခံမဲ့ကြက်တွေချင်းကြီးနဲ့တည်သွားတာပြင်ဘူးလားမနေ့ဖြင့်သူတို့ဒေဥတဲ့ရောက်တော့မှတိရဲ့လားမသိတော့ကြက်ချင်းထဲမှာတကောင်နဲ့တကောင်သူ့ခေါင်းစိတ်လိုက်ကိုယ်ခေါင်းစိတ်လိုက်ကြက်ချင်းထဲမှာကြက်တွေရံဖြစ်နေတာဘာကိုနားမလဲလို့ဒီနေ့ဟိုအိမ်မှာလဲတကြက်ကြက်ဒီအိမ်မှာလဲတကြက်ကြက်မိသားစုတိုင်းဆူလို့ပွက်နေတာဘာကိုနားမလဲလို့မသေးခင်မှာကုသိုလ်ကံပေးလိုက်လို့တွေ့ဆုံနေရတဲ့တွေ့ဆုံခြင်းတွေဟာယံဖြစ်ဖို့ဖြစ်နေတာနှမျိုးစရာမှန်လားပြည်သက်ကြီးမသေးခင်လေးတွေ့ကြုံနေရတဲ့ချိန်မှာမေတ္တာတရားနဲ့မဆက်ဆံနိုင်ကြတော့ပါညီကိုချင်းချင်းလည်းမေတ္တာဓာတ်တွေခန်းချောက်လာတာမောင်နှမချင်းချင်းလည်းမုံတရားတွေများလာတာဘာကိုနားမလဲလို့နားလေသိပြီဆိုရင်ဒါဘောကပြောတယ်မို့လားညတို့ကဘာတွေသွားနားလဲနေမှမသိပဲတရားကိုနားလဲရမှာဘာကိုနားလဲရမှာတော့မမြဲတာကိုနားလဲပါတဲ့ဗျအဲ့ဒါနားလဲဖို့မြတ်စွာဘုရားကညီတော်အာနန္ဒာနောက်ကဂုတ်ပိုးလေးတွေဆုပ်ပေးနေကြောကုန်းလေးပွတ်တတ်ပြီးပြုစုနေတော့မှဇီဝိတေသက်ရှင်ခြင်းသဘောရှိတယ်ဆိုရင်မရဏဓမ္မောတည်ခြင်းသဘောလေရှိတယ်မတည်ခင်မှာပိဋကကြီးအမုန်းနေနဲ့ဆက်ဆံတာကောင်းသလားမေတ္တာနဲ့ဆက်ဆံတာကောင်းသလားဒါပေမဲ့တရားနဲ့တရားကြည့်တဲ့မျက်လုံးတွေမှာမေတ္တာတတ်တွေခန်းချောက်နေတာဘာကိုနားမလဲလို့နားလေသိပြီအဲ့ဒီအတွက်ဒီတရားဟောတာပါမဟုတ်ရင်တော့ဘဝတက်တန်တူတူလေးအတွင်းမှာအမုန်းနေနဲ့ကုန်ကြမှာရံဖြစ်ချင်းနဲ့ပဲကုန်ဆုံးကြမှာပဲမှန်ရလားပိဋကကြီးအဲ့တော့နုပြူခြင်းဟာအိုမင်းရဲ့မှာဆုံးမယ်ညီတော်အာနန္ဒာကိုဘုရားကဟောတာဘုရားကိုယ်တိုင်မအိုဘူးလားမနာဘူးလားဝမ်းတော်လာတဲ့ယောဂရပါသည်ဒါနာခြင်းကလွတ်လို့လားမလွတ်လို့လားသက်ရှင်ခြင်းဟာဘယ်မှာဆုံးမယ်ဘုရားကပြည့်တဲ့ကြီးတို့လူပြောတော့မသေးရဘူးလားမွေးလာသမျှတွေ့ဆုံခြင်းဟာဘယ်မှာဆုံးမယ်မေငါဤတပေအလုံးစုံကောင်းသောပြည့်ရည်ချစ်တဲ့သူတွေနဲ့မနာပေငါမျက်နှိုးရတဲ့သူတွေနဲ့နာနာပါဝဝအမျိုးမျိုးသောကြောင့်ရှင်ခွဲရခြင်းသည်၎င်းဝိနာပါဝဝငါကအရင်ဖြစ်စေသူကအရင်ဖြစ်စေ
တေခွေခွဲရခြင်းဒီ၎င်းဘဝိတ္တိတနေ့နေ့တွင်မလွဲမသွေဧကံမုတ်ချဖြစ်ကိုဖြစ်ရပေလိမ့်မယ်လို့အဘိဓမ္မာမြဲမပြတ်ပစ္စဝကိတပံကောင်းစွာမသွေစင်ခြင်းနှလုံးသွင်းပြီးတော့နေရမယ်လို့တထာနလိုတော်ဆရာဘုရားရှင်သည်ကထေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီလိုခွဲခွာခြင်းဆင်ခြင်ထားရင်မခွဲခင်မှာပိဿကြီးချစ်ချစ်ခင်ခင်မေတ္တာတရားနဲ့ဆက်ဆံနိုင်ကြရင်မကောင်းဘူးလားကောင်းတော့ကောင်းတယ်ဒါပေမဲ့ဟိုအိမ်မှာလဲဒီအိမ်မှာလဲမိသားစုတိုင်းစုလို့ပွဲကျဲတကြက်ကြက်မိသားစုတွေဖြစ်နေတာဘာကိုနားမလဲလို့နားလေသိပြီအဲ့ဒါနားလေလာပြီဆိုရင်ခန့်တို့ကျွတ်တို့ဆူတောင်းတဲ့နိဗ္ဗာန်နဲ့လေနီးလာပြီလို့သဘောပေါက်ကြအဲ့ဒီလိုနားလေမှလည်းတယောက်ကျေးဇူးတယောက်ဆက်ရမှန်းသိမယ်ကွယ်လွန်သွားတဲ့သူတွေကိုခုလိုအဲ့ဒါရည်စူးကောင်းမှုပြုတယ်ဆိုတာအဲ့ဒီရှင်တန်စင်တို့ကရှိခဲ့တဲ့ကျေးဇူးတွေကိုအောက်မေ့ပြုတာမှန်လားပိဿကြီးအဲ့ဒီကုသိုလ်တရားတွေကတော့နိဗ္ဗာန်ရောက်သည့်အထိကောင်းမွန်စွာအကျိုးပေးပါလိမ့်မယ်မမြဲတာကိုသဗ္ဗေလုံးစုံသောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဣတိဤကဲ့သို့ရာကျင်ခါကာလမှာပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိကောင်းစွာထင်ထင်သိမြင်၍လာပါ၏အထထောကဲ့သို့ဝိပဿနာတရားအားထုတ်ပြီးတော့တည်ငြိမ်တဲ့စိတ်ဓာတ်အပေါ်မှာတိဆောက်ထားတဲ့ဝိပဿနာဉာဏ်ပညာဖြင့်ယုတ်တရားနံတရားတွေခဏမစဲဖြစ်ပြပြောင်းလဲသွားနေတာကိုကောင်းစွာထင်ထင်သိမြင်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နဲ့နှိမ့်ဆက်နေတဲ့ယုံနံဒုက္ခသစ္စာတရားပေါ်မှာနိဗ္ဗိန္ဒတိဉာဏ်ကညီငွေလာမယ်။ဘာကညီငွေလာဧတဧသောအဒီလိုယုတ်တရားနံတရားဒုက္ခသစ္စာတရားပေါ်မှာဉာဏ်ဖြင့်ညီငွေလာခြင်းသည်ဝိသုဒ္ဓိယဗုဒ္ဓဘာသာဝင်တွေအလုံးစုတောင်းနေတဲ့ကိလေသာစင်ကြယ်ရာနိဗ္ဗာန်ချမ်းသာဤမေကောရာကြောင်းရောက်ကြောင်းလမ်းကောင်းလမ်းမှန်ကြီးဖြစ်ပါပေတယ်လို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်ကြီးသည်ကထေတိရွှေနှုတ်တော်လေးဖွင့်၍ကျွရင်ဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီပါအကြောင်းလေးရှေ့မှာပြုစုနေတဲ့ညီတော်အာနန္ဒကိုဘုရားကအဲ့ဒါနားလည်ဖို့ဟောခဲ့တာညီဘွားအာနန္ဒအသက်100ပဲရှည်ရှည်တဲ့နောက်ဆုံးပဲမှဆုံးတာသိခြင်းမှဆုံးရတာပဲကွယ်တဲ့သိမင်းဆိုတဲ့မရဏမင်းဟာ31ပုံရှိသမျှဘယ်တတ္တဝါကိုမှခြံမထားခဲ့ဘူးတဲ့ခေါ်ချိန်တန်ရင်ခေါ်တာပဲအလဲကြရင်လိုက်ရမယ်ပြင်ဆင်ထားဘာကိုနားလဲအောင်ပြင်ထားနားလဲရင်တော့ပိဿကြီးနေရတဲ့ကာလမှာလေအစွဲဟဲ့လားရော့တဲ့အတွက်ကြောင့်စိတ်ပေါ်ပါတယ်မှန်ရလားကုသိုလ်တရားတွေတိုးဖို့ဆိုရင်လည်းအဲ့ဒါနားလဲရမှာနားလဲအောင်ကဘာအားထုတ်ရမှာအဲ့ဒီလိုကြိုးစားအားထုတ်ပြီးတော့ပါဝိပဿနာဉာဏ်ရင့်တန်ပြီးပဲဉာဏ်ပုံဉာဏ်ထိရရှိအောင်အားထုတ်ဖို့လူဖြစ်လာတာသာသနာနဲ့တွေ့တော့မဲ့ဒီခွင့်ရရတယ်ဆိုတာသဘောပေါက်နားလည်၍အားလုံးစစ်မှန်တဲ့ချမ်းသာတရားကိုဝိပဿနာဉာဏ်မဲ့ဉာဏ်ပုံဉာဏ်တို့ဖြင့်ရှာဖွေတွေ့ရှိနိုင်ကြပါစေ